ဒီတွေ့ချင်လို့ချင်မလဲအနေငယ်ကြောင်းကြစရာလေးကလာမယ့်22ရက်နေ့နဲ့23ရက်နေ့မှာဒီနေ့ဒီနေရာမှာနော်ကျန်းစာတင်တဲ့စီစဉ်ရှိပါတယ်လို့ကျွန်တော်နဲ့အတူဆရာစန်တိုလာပြီးကျန်းစာတင်မှာဖြစ်တယ်27က weekend မဟုတ်ပါဘူးသူက Sydney Family Camp ကအပြန်မှာတော့ဒီနေ့ကျွန်တော်တို့တညနဲ့တရက်ပဲဝင်ဖို့အချိန်ရှိတယ်ဆိုတော့ကျွန်တော်ယူနေယူမယူနေလွတ်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာကျန်းစာတင်တဲ့film မှာဖြစ်တယ် Monday ညနဲ့တနင်္ဂနွေအားအင်္ဂါနေ့ဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်တဲ့အားလုံးမှာအလုပ်တွေရှိတယ်အကြောင်းတွေရှိတယ်သို့တော်လည်းဆူတောင်းခြင်းနဲ့ရက်ကိုပြင်ဆင်ဖို့အတွက်တော့အားလုံးကိုတော့ကြိုတင်ပြီးတော့ကြောင်းကြားချင်ပါတယ်လို့အားလုံးမှာခွင့်ရှိတယ်တော့ဒီနေ့ရှာရွှေလည်းမရှိဘူးတော့ရှင်းတော့ဖျားเจ้าဟောမှာသူ့ကိုစေးခွင့်ရေးခိုင်းလို့ရတယ်လည်းကပြောပါတော့ကျွန်တော်စေးခွင့်ယူကြမလို့ပြင်ဆင်ခြင်းနဲ့ဒီနေ့အဲ့ဒီ23ရက်နေ့အင်္ဂါနေ့ပေါ့နော်ညနေပိုင်းတော့မသိကြသေးဘူးအင်္ဂါနေ့တစ်နေ့လုံးဒီနေရာမှာပဲကျန်းစာတင်တဲ့ရှိမှာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီရက်ကိုပေါ့တော့ဖြစ်နိုင်ရင်အားပြီးတော့အောင်ကြဖို့အတွက်လည်းအားလုံးကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ဒီဆက်အပြောင်းလဲကျွန်တော်တော့ပြောပြဖို့အတွက်အားလုံးကိုသူပဲဖိတ်ခေါ်တယ်22ရက်နေ့က Monday ဖြစ်တယ် Monday ကညပေါ့နော်ညကတော့ကျွန်တော်ညနေထုံးစံတိုင်း6နိုင်9နိုင်လောက်ဒီနေ့ကပြုတ်ပြီးညပိုင်းတော့ကျွန်တော်အားလုံးလာနိုင်မယ်ဆိုရင်ယုံကြည်ရဲဒါပေမဲ့23ရက်နေ့အင်္ဂါနေ့တည့်ရက်ပဲတော့ဒီနေ့ဒီရာကိုလည်းငယ်ကြိုးစားချင်ပါတယ်ဒါပြင်ကျွန်တော် Friday Bible Study နဲ့ပုံမှန်တော့ပြန်လဲစနေပါပြီညနေ9နာရီ Friday တိုင်းမှာဒီနေ့မှာရှိတယ်ဆိုတော့ကိုစနေချီမိုးကတန်စင်တိုင်းနဲ့အာယူရဲ့ရှိတော့သူဖြစ်ကျွန်တော်အခုချိန်မှာယောရှုမတ်စာကိုလေ့လာတဲ့ခါမှာသူဖြစ်တော့ခွာယူစရာဒီနဲ့တော့ဘလို့ဒီရှိတယ်ဆိုရရပါတော့ဘုံကဆွမ်းမှုတော့ဖြစ်ပါတယ်ဖျားချီတော့ချီမိုးနဲ့ပြီးခဲ့တဲ့တလဝဲလောက်ပြီးပါတော့ကျွန်တော်ဒီညမှာအဲ့ဒီဆရာများရဲ့နှုတ်ဘလို့ဒီကိုကျွန်တော်ကောင်းကြီးခံစားရတယ်အသက်တာဒီပြင်ဆင်ရတယ်တော့ကျွန်တော်လုံငယ်တစ်ပတ်လောက်ထဲကတော့ကြီးညာထားတာရှိတယ်ကိုဝင်ခါတော့မင်းကျွန်တော်နောက်တယ်နော်ဒီနေ့နှုတ်ဘတော်လေးကဘာလဲဆိုချိမှန်တစ်ချက်ရဲ့နောက်ွယ်မှာဆိုတဲ့အရာဖြစ်တယ်အဲ့ဒီအရာကကျွန်တော်ဒီနေရာမှာဟို3-4ပတ်လောက်နော် series နဲ့တော့ဖြစ်တယ် series လို့ပြောပေမဲ့တစ်ခုနဲ့တစ်ခုကတော့ဆက်ချင်မှဆက်မယ်ချိမှန်တစ်ချက်ရဲ့အခြားတစ်ဖက်ဆိုတဲ့အရာမှာဘာလို့ကျွန်တော်ပြောချင်လဲဆိုရင်ကျွန်တော်တစ်ခါလေးမှန်ကြည့်ပါမှန်ရှိမှကျွန်တော်ပြုံးပြရင်ပြုံးတဲ့ပုံစံလေးထွက်လာရီပြရင်ရီတဲ့ပုံစံထွက်လာမဲပြရင်မဲတဲ့ပုံစံဖြစ်တယ်ခေါင်းနဲ့မနဲ့အဲ့ရလို့စုပ်ပြီးစုပ်ပွားဖြစ်နေလဲအဲ့ဒီပုံထွက်လာသေချာဖျားကြောက်လာမင်းဖီးလေးလာပါပြုံးမှရှိမှရိုက်လေအဲ့ဒီပုံတိုင်းထွက်တယ်ဒါပေမဲ့အဲ့ဒီပဓာတ်တော့တိုင်းမှန်ရဲ့နောက်ကဘာရှိလဲတော့ကျွန်တော်မမြင်အောင်တခါမှကိုယ်ကြည့်လိုက်တဲ့မှာပုံမြင်ရတဲ့ဟာပေါ်မှာအေးခြေနဲ့နေရာရှိတယ်ဒါပေမဲ့အဲ့မှန်ရဲ့နောက်ွယ်မှာဘာရှိနေသေးတယ်လဲဆိုတဲ့အရာကိုစဉ်းစားစီမဲ့အရာဖြစ်ပါတယ်လို့ဒီအရာကယနေ့ညနေမှာတော့ရှိမှန်ချက်ရဲ့နောက်ွယ်မှာရှိတဲ့ဝိပုချင်းဆိုတဲ့အရာကိုကျွန်တော်ဒီညနေမှာစဉ်းစားစီခြင်းမှာဖြစ်ပါတယ်။တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အသက်တာမှာအမြဲတမ်းပြောပြနေအရာတစ်ရှိတယ်လူတိုင်းပြောကြအိုးကိုနဲ့ဖျားနဲ့မှန်ပြီးတာပဲ။တော့ကျွန်တော်ဝိပုတယ်ကိုယ်ွယ်တယ်ဘေးနာလူမရှိနဲ့ကိုနဲ့ဖျားနဲ့မှန်ရင်ပြီးတာပဲကိုနဲ့ဖျားနဲ့မှန်ပြီးတာဆိုတော့ကျွန်တော်ဒါအမြဲတမ်းလက်သုံးပြောတဲ့စကားလေးဖြစ်တယ်အမြဲတမ်းလေးဒီစကားပေါ်မှာပဲကျွန်တော်တို့ကစဉ်းစားရင်းနဲ့ဒီပေါ်ပြန်တော့မချိပါနဲ့ကိုပေါ့ကိုပဲကိုနဲ့ပြန်လဲဆိုတဲ့ဟာဒီနေ့ဒီနေ့စဉ်းစားမှာအဲ့ဒီချိန်မှဆက်ရဲ့အခြားတစ်ဖက်အဲ့လိုကိုနဲ့ဖျားနဲ့ပန်ရုံနဲ့ကိုပြီးသွားပြီလားဖျားကဝတ်ပြုခြင်းကိုကိုခြင်းမှာဘယ်အတိုင်းတာအကြီးကြီးအလိုရှိတယ်လဲဆိုတဲ့အရာပေါ်မှာကျွန်တော်စဉ်းစားမှာဖြစ်တယ်ဒီနေ့နေရာနှုတ်ဘက်တော်ဖြစ်တယ်တမန်တရားဖြစ်တယ်အဲ့တော့ရှိတဲ့အတိုင်းပြောမှာဖြစ်တယ်တော့ကျွန်တော်ချိုးပြောတာဒါကနှုတ်ဘက်တော်ကဒီတိုင်းဆိုကျွန်တော်တို့ကဒီနေရာမှာဒီတိုင်းပဲပြောမှာဖြစ်တယ်တော့ဘယ်နေ့ဘယ်ခုမှကျွန်တော်ကရည်ရွယ်ပြီးဘယ်သူတယောက်ပဲဆိုတခုဘယ်အဖွဲ့အစည်းပဲအသင်းတော်မှာကျွန်တော်ကတားကက်လို့ပြောတာမဟုတ်ဘဲနဲ့ဒီနေ့နှုတ်ဘက်တော်မှာပြောထားတဲ့ဝိပုချင်းဖျားရှင်ကျင့်တဲ့တော်အမှုရာဖျားရှင်ကိုစောစောကျွန်တော်ချင်းမောလို့နှခမ်းလေးတွေပဲနီးနေတာဟိုကိုအခုဖြစ်ရင်ပြီးရောဆိုတဲ့အဖြစ်လေးနဲ့ကိုယ်ွယ်နေရတဲ့ပုံစံမျိုးပဲဘုရားရှင်တကယ်နှစ်သက်ခြင်းနဲ့တော့ဝတ်ပြုကိုယ်ွယ်ခြင်းဆိုတာဘာလဲဆိုတဲ့အရာကိုကျွန်တော်ကစဉ်းစားမှာဖြစ်တယ်။တခါတည်းကျွန်တော်ကမှန်ကြည့်လို့ပဲကိုမှန်ကြည့်ပြီးအိမ်မှန်ထဲမှာငါ okay နေပြီးတာပဲငါမှန်ထဲမှာငါလှနေပြီးတာပဲမှန်ထဲမှာငါအစင်ပြေနေပြီးတာပဲဆိုပြီးတော့အိမ်မှန်ရဲ့နောက်ွယ်မှာရှိတဲ့အရာကိုကျွန်တော်သတိမိသွားတတ်တယ်။ဒါပေမဲ့ဒီနေ့ညနေမှာအဲ့ဒီမှန်ရဲ့နောက်ွယ်မှာရှိတဲ့အရာကိုလေကျွန်တော်နဲ့အတူစဉ်းစားပါဖြစ်တယ်နှုတ်ဘက်တော်တွေကအဖြစ်ဖြစ်တစ်ခုတည်းပေါ်ပါပဲကျွန်တော်ကအခြေခံပြီးစဉ်းစားပါဖြစ်တယ်ကပောက်ချက်ခန်းကြီးလေးကိုကျွန်တော်တို့ဝါကြည့်ကြပါစို့တော့ဒီနေ့ကပောက်ချက်ခန်းကြီးလေးတော့ဒီဖြစ်တဲ့ကကျွန်တော်အားလုံးအများနဲ့ကြားဘူးပြီးသားသိဘူးပြီးသားဖြစ်တယ်ပုံစံမျိုးမျိုးနဲ့ကျွန်တော်တို့ကတော့စဉ်းစားရတယ်ဒါပေမဲ့ဒီနေ့ညနေမှာတော့အဲ့ဒီမှာတစ်ချက်ရဲ့အခြားတစ်ဖက်မှာရှိတဲ့အရာကိုဒီနေ့ညနေမှာကျွန်တော်စဉ်းစားမှာဖြစ်တယ်ဟုတ်ပြီကပောက်ချက်ခန်းကြီးလေးရမယ်ဆိုရင်ကျွန်တော်နဲ့အတူငယ်တစ်ကနေစပြောဖတ်အောင်ထို့နောက်လူအားနဲ့ဒီမယားအေဝါနဲ့ဆက်ဆံခြင်းအေဝါသည်ပရိသေဆွေးပြီးကာဣနာကိုခွာမြင်နေထာဝရဘုရား၏ကိုငါရသည်ဆိုလေ၏တဖန်သူ၏အာဘီလကိုခွာမြင်လေ၏အာဘီလကတိုးရင်းဖြစ်၏
ကာဣနာကလဲလို့တော်သူဖြစ်အခြေစစ်သောအခါကာဣနာသည်ထာဝရထံသို့ပူဇော်တတ်ကမြေအတိကိုဆောင်ခဲ့၏အာဘေလသည်လည်းမိမိသိုးစုတွင်အူပွားသောသားချုံနှင့်သိုးစီဥကိုဆောင်ခဲ့၏ထာဝရဘုရားသည်အာဘေလနှင့်သူ၏ပူဇော်တတ်ကကိုပမာဏပြုတော်မူ၏ကာဣနာနှင့်သူ၏ပူဇော်တတ်ကကိုပမာဏပြုတော်မူထို့ကြောင့်ကာဣနာသည်အလွန်စိတ်ဆိုး၍မျက်နှာပြက်လေ၏ထာဝရဘုရားကလည်းသင်အဘယ်ကြောင့်စိတ်ဆိုးသည်အဘယ်ကြောင့်မျက်နှာပြက်သည်သင်မီကောင်းမှုစွာပြော့သောအခွင့်မရသောကောင်းမှုစွာမပြုတဲ့အပြစ်ဖြစ်သောရစ်ကောင်သည်တကားနာမှာဝိလက်ရှိသည်သူသည်သင်အလိုသို့လိုက်၍သင်သည်သူ့ကိုအုပ်ဆိုးရ၏ဟုကာဣနာအားမိန့်တော်မူဒီနေ့ဘုရားရှိခိုးလူနှစ်ယောက်ကိုပြုတယ်တယောက်ကအာဘေလဖြစ်တယ်တယောက်ကကာဣနာဖြစ်တယ်ကာဣနာကသူ့လယ်မှာလှုပ်တဲ့အသီးနှံကိုယူသွားတယ်အာဘေလဟာပိုးထိပ်တဲ့အတွက်ပိုးဒီစီကိုယူသွားဒီဖြစ်တဲ့ကျွန်တော်အားလုံးသိဒီနေ့ဘုရားရှိခိုးနှစ်ယောက်ဝင်သွားတယ်တရားရဲ့ဝတ်ပြုခြင်းကိုတရားရဲ့ပူဇော်ခြင်းကိုဘုရားကျေနပ်လားကျေနပ်တယ်တရားရဲ့ပူဇော်ခြင်းကိုသူမကျေနပ်ဘူးမကျေနပ်တဲ့အတွက်ကာဣနာကိုဘုရားကဘာပြောလဲဆိုရင်မင်းဘာလို့ဒီလိုလုပ်တာလဲမင်းဘာကြောင့်မျက်နှာပြက်တာလဲတဲ့မင်းတကယ်လို့လုပ်ရှင်မင်းအတွက်ရစ်ကောင်တကားဘဝမှာငါပြင်ဆင်ထားပြီးပြီတဲ့သူကမင်းအလိုကိုလိုက်နေတယ်ဆိုလိုချင်တဲ့သဘောကဘုရားရှင်ကိုနှစ်ယောက်ဝင်သွားတယ်တယောက်ကဘုရားကိုကျေနပ်စေတယ်တယောက်ကမကျေနပ်စေဘူးဒါပေမဲ့ဘုရားကအဲ့ဒီ50ဆိုတဲ့အရာကိုကျေနပ်ဘူးဖြစ်နိုင်ရင်ဝင်လာတဲ့နှစ်ယောက်စလုံးရဲ့ပူဇော်တက်ကသူလက်ခံချင်တယ်ဆိုတော့ဘောနှစ်ယောက်မှာတယောက်ဆိုတာ90ရာခိုင်နှုန်းဘုရားကျေနပ်တယ်အာဘေလရဲ့ပူဇော်ခြင်းကိုကျေနပ်အဲ့တော့ဘုရားမစိုးပါဘူးကဲနှစ်ယောက်ဝင်လာတာအာဘေလတယောက်တော့မစိုးပါဘူးကာဣနာတော့ထားလိုက်ပါတော့လို့ပြောတယ်ဘုရားမဟုတ်ဘူးအာဘေလရဲ့ဝတ်ပြုခြင်းကိုယ်ွယ်ခြင်းကိုကျေနပ်တယ်လို့ကာဣနာရဲ့ပူဇော်ခြင်းကိုလည်းဘုရားကကျေနပ်စေတယ်ကျေနပ်ခြင်းအဲ့ဒါကြောင့်သူကတောင်းတာအဲ့ဒီတိုင်းမလွတ်လိုက်ဘူးကာယရင်းပြန်တော့မပြောဘူးတကားဘဝမှာရစ်ကောင်ရှိနေတယ်မင်းအလိုကိုလိုက်တဲ့ဆိုတော့ငါပြင်ဆင်ထားတယ်မင်းဘာလို့မလုပ်တာလဲဘာကြောင့်လဲဆိုငါလိုချင်တာ90ရာခိုင်နှုန်းမဟုတ်ဘူးနှစ်ယောက်ဝင်လာရင်နှစ်ယောက်စလုံးရဲ့ဝတ်ပြုခြင်းကိုငါကျေနပ်ချင်တယ်ဒီကနေ့ညနေမှာကျွန်တော်တို့တယောက်တည်းရဲ့ဝတ်ပြုခြင်းကိုကျေနပ်တာမဟုတ်ဘဲနဲ့မိတ်ဆွေတဲ့ဘေးနားကလူတွေဝတ်ပြုခြင်းနဲ့ဘုရားရှင်ကျေနပ်ချင်တယ်worship team မှာဒီနေ့ချီးမွမ်းတဲ့ရှေ့ကလူကြားရဲ့ဝတ်ပြုခြင်းမှာမကပဲအပေါ်မှာရှေ့လူတယောက်ရှေ့ရဲ့ဝတ်ပြုခြင်းကိုဘုရားကျေနပ်ချင်တယ်။ Nobody we not တဲ့လူကြားရဲ့ဝတ်ပြုခြင်းကိုကျေနပ်မှာအားလုံးရဲ့ဝတ်ပြုခြင်းကိုကျေနပ်ချင်တယ်ဘုရားက။ဆိုတော့ကျွန်တော်တခါတည်းမှာအဲ့လိုမျိုးသူများထားလိုက်တော့ငါနဲ့ဘုရားနဲ့ဆိုတခုဖာကိုလေးကျေနပ်သွားရုံနဲ့ပဲပြီးသွားလားဆိုတဲ့အပြင်ကိုကျွန်တော်ကစဉ်းစားတာခါရဲကျွန်တော်ကဒီနေရာမှာရပ်လိုက်တယ်။အိုးကာဣနာနေမနေပူဇော်ချင်တာပူဇော်ငါနဲ့ဘုရားနဲ့ပြန်ပြီးတော့အာဘေလငါကြည့်လိုက်ငါတို့ပူဇော်ပြီးရောဆိုတဲ့နေရာမှာမစဉ်းစားပဲလေဒီနေ့ဆက်ပြီးစဉ်းစားတာအာဘေလယူသွားတဲ့ဝိပုခြင်းကိုဘုရားကကျေနပ်တယ်လို့ကာဣနာပူဇော်သောရစ်ပူဇော်ခြင်းလည်းဘုရားရှင်ကကျေနပ်ခြင်းသင်တယောက်တည်းပူဇော်တဲ့အရာကိုဘုရားကကျေနပ်တယ်လို့သင်အိမ်မှာရှိသောမိသားစုရဲ့ပူဇော်ခြင်းလည်းဘုရားကျေနပ်ခြင်းအိမ်တော်မှာရှိတဲ့အရာပူဇော်တာကျေနပ်တယ်လို့အသင်းတော်တစ်ခုလုံးရဲ့ဝိပုစင်ဝေးတစ်ခုလုံးရဲ့ကျေနပ်မှုကိုဘုရားကအလိုရှိတယ်အစည်းအဝေးမှာလူ100ရှိလူ90ချင်တဲ့ပြီးတော့ဘုရားရဲ့ယာခိုင်လုံးရဆိုမဆိုးပါဘူးဒီခေတ်ကြီးထဲမှာ90ရာခိုင်နှုန်းကိုတော့ချင်နေရင်ပြီးတော့ပေါ်ဆိုတဲ့ဘုရားထဲမှာကျွန်တော်ဘုရားမပေါ့ဒါသေချာကြည့်ဖို့အတွက်အရေးကြီးတယ်ဘုရားက90နဲ့မရက်လိုက်ဘူးဒီနေ့အကယ်၍သာအာဘေလပူဇော်တဲ့အရာလောက်နဲ့ဘုရားကချင်နေလိုက်ဒါအိလောက်ဒီစကားပြောစရာအကြောင်းမရှိဘူးနှစ်ယောက်ဝင်လာဗျာတယောက်ကသူ့ကိုချင်နေသွားပြီပဲပြီးသွားပြီပေါ့မပြီးဘူးနောက်တစ်ယောက်ရဲ့ပေးခြင်းကိုလည်းလိုချင်တယ်နောက်တစ်ယောက်ရဲ့ပေးခြင်းကိုလည်းသတိထားဖို့အတွက်အရေးကြီးတယ်ဆိုအာဘေလကသူပူဇော်ဆရာပူဇော်တယ်သူဟာသူခြေနဲ့လည်းသူပြန်သွားတယ်သူကာဣနာပူဇော်တဲ့ရစ်ဖျားခြေနဲ့လားမခြေနဲ့လားဆိုတာကိုသူစိတ်ဝင်စားခြင်းမှာစိတ်ဝင်စားတယ်ဒါပေမဲ့ဒီနေ့ညနေမှာကျွန်တော်တို့ဆိုလိုတဲ့တော့ကဘေးနားကလူနဲ့ဖျားကိုသွားပြီးစီရင်ခိုင်းတာမဟုတ်ဘူးနော်ကျွန်တော်ဝတ်ပြုနေတဲ့နေရာတွေကလူအားလုံးရဲ့ဝတ်ပြုခြင်းကိုဖျားခြေနဲ့လားမခြေနဲ့လားစဉ်းစားဖို့အတွက်အရေးကြီးတယ်ဘာကြောင့်လဲလို့မေးရင်အဖြစ်အပျက်ကဒီမှာပဲမပြီးသွားဘူးအားလုံးသိတယ်။ကာဣနာရဲ့မကျေနပ်ခြင်းကအာဘေလအပေါ်ရောက်လာတယ်။ဘာမှမဆိုင်တော့။ तू ပူဇော်တဲ့ဟာကိုဘုရားကမကျေနပ်တာ။ तू နဲ့ဘုရားနဲ့မပြေလည်တာ။ဘုရားသူ့ကိုပြောတယ်နေ့တော့ဟိုမှာရစ်ကောင်ရှိတယ်ပူဇော်လိုက်ပါလို့ပြောတာ तू နဲ့ဘုရားနဲ့ကိစ္စဒါပေမဲ့ကာဣနာရဲ့မကျေနပ်ခြင်းကဘုရားပေါ်မတော်ဘယ်လိုသွားလဲ
အာဘီလာပေါ်ရောက်တယ်အာဘီလာပေါ်ရောက်တယ်ဒီမှာကြည့်တဲ့အခါမှာကာအိနာနဲ့အာဘီလာကဘာလဲလို့မေးရင်ညီကိုဖြစ်တယ်အမျိုးတော်လားဟောတော်တာပေါ့စဉ်းစားနေတယ်ငါပြန်ဖက်စီကအမျိုးတော်လားတော်တယ်ကာအိနာနဲ့အာဘီလာလူမျိုးတူလားတူတယ်လူမျိုးတူတယ်ကာအိနာနဲ့အာဘီလာစကားတူလားတူတယ်ဒီမီယာမူယာအဲ့တော့ဘာမှစကားအများကြီးရှိတယ်ဒီတစ်မျိုးပဲရှိတာတူတယ်ဘာသာစကားတူတယ်လူမျိုးတူတယ်ဟုတ်ပြီနော်မွေးတဲ့အမေချင်းလည်းတူတယ်အဖေချင်းလည်းတူတယ်ဝတ်ပြုတဲ့နေရာလည်းတူတယ်ဝတ်ပြုတဲ့အချိန်လည်းတူတယ်ဒါပေမဲ့မတူတဲ့အရာဖြစ်နေတယ်တယောက်ရဲ့အရာကိုရှင်းနေပြီးနောက်တစ်ယောက်ရဲ့အရာကိုပြောင်းမရှင်းဘူးအဲ့တော့ဝတ်ပြုခြင်းထဲမှာလူမျိုးတူတာစကားတူတာဘာသာတူတာခိုင်းကနာတူတာတဲ့ပူဇော်သောရှစ်တူဖို့အတွက်ရည်ချတယ်ဟာလေလုယာဘုရားကကြည့်တဲ့အခါမှာကာအိနာနဲ့အာဘီလာမင်းမျိုးညီကိုပဲโอเคပေါ့တရားပူဇော်အဲ့ဒီတူခြင်းကိုကြည့်ရမှာမဟုတ်နော်ကာအိနာနဲ့အာဘီလာလူမျိုးတူတဲ့အောင်ကြည့်ရမှာကာအိနာနဲ့အာဘီလာစကားတူတဲ့ဘာသာတူတဲ့အောင်ကြည့်ရမှာကာအိနာနဲ့အာဘီလာခိုင်းကနာတူတဲ့အောင်ကြည့်ရမှာဘာကိုကြည့်တာလဲလို့မေးရှစ်ပူဇော်တာတူဖို့အတွက်ဘုရားစိတ်ဝင်စားတာဘာကြောင့်ဆိုအာဘီလာပူဇော်တဲ့တိုးလီစီကိုသူနှစ်သက်ပြီးတော့ဟိုတရားပူဇော်သူမကြိုက်ဘူးအဲ့တော့သူပြောတဲ့ဟိုမှာအာဘီလာပူဇော်တဲ့လူမျိုးပဲတကားဝမှာရှိနေတယ်တဲ့မင်းအလိုကိုလိုက်ပြီးတော့သူကဝတ်ပြုခြင်းခံလိုက်မယ်ဆိုတော့အာဘီလာပူဇော်တဲ့မျိုးမင်းပူဇော်စမ်းပါအဲ့ဒီတူညီမှုမျိုးငါလုပ်ချင်တာအဲ့ဒီရှစ်မျိုးကိုငါလုပ်ချင်တာအဲ့ဒီနှစ်သက်မှုမျိုးငါလုပ်ချင်တာဟာလေလုယာဒါပေမဲ့ဒီနေ့ကျွန်တော်ထင်နေတဲ့အရာကလူမျိုးတူရင်ဖျားချေနေပြီထင်တာစကားတူနေဖျားချေနေပြီထင်တာဂိုင်းဒါနာအဖွဲ့အစည်းတူရင်ဖျားချေနေပြီထင်တာဖျားချေနေတာအထဲနှလုံးသားတွေကဖျားရှင်ဘာလို့ချင်တယ်လို့ပြောထားတဲ့အရာတူညီခြင်းကဖျားချေနေခြင်းဖြစ်တယ်ဟာလေလုယာဒီနှုတ်ဘတ်တော်မှာတူညီခြင်းပုံအရေးကြီးတာဘုဆိုစင်တူကအရေးမကြီးဘူးဒီနေ့နှုတ်ဘတ်တော်မှာတရားတူနေဖို့အတွက်အရေးကြီးတယ်အဲ့လိုတူညီခြင်းနဲ့မှလည်းကိုယ်တယောက်တည်းကွက်ပြီးဖြစ်လို့မို့ဘေးနားလူတွေလည်းဖျားစိတ်ဝင်စားတယ်အဲ့ဒီအရာပေါ်မှာလည်းကျွန်တော်စဉ်းစားပြီးဖို့အတွက်အရေးကြီးတာပြီကိုတယောက်တည်းပဲဆွတ်တင်လို့မရဘူးကိုတယောက်တည်းပဲမြောက်နေလို့မရဘူးဘေးနားကရှိတဲ့လူရဲ့ဝတ်ပြုခြင်းကိုလည်းဖျားရှင်ကျင့်တဲ့လားမကျင့်တဲ့လားဆိုတာကိုကျွန်တော်စဉ်းစားဖို့ဖြစ်လာတယ်။ဘာကြောင့်လဲဒီမြောက်မှာတူတဲ့အရာတွေအများကြီးပဲ။တစ်ခုလေးပဲမတူတာ။ပူဇော်တဲ့ရှစ်ပဲမတူတာ။အဲ့ဒီမတူခြင်းကဖျားရှင်မှာအကြီးကြီးဖြစ်နေတာ။အဲ့ဒီတူညီခြင်းတစ်ခုကိုပဲဖျားကလိုချင်တာ။ဒီကနေ့ကျွန်တော်လူတွေအများကြီးပါပဲတူတူပါပဲ။အားလုံးမြန်မာပြည်သားတွေမြန်မာနိုင်ငံလာကြမြန်မာစကားပြောတဲ့အချင်းချင်းတူတဲ့အကြိုက်တဲ့အစားအသောက်တူကြတယ်။ငပိကြအားလုံးကြိုက်တယ်။မွေးငါချွေအားလုံးဘာမှမပြန်ဘူးเนาะဆိုရင်အကြိုက်အားလုံးတူတယ်စပင်းတူတယ်အယောင်တူတယ်เนาะတချို့အညိုဆိုလည်းပြန်လာမရှိအားလုံးက general တော့အမဲပဲမျက်လုံးအမဲပဲเนาะမြန်မာစကားပြောတယ်เนาะချီမိုတီဆိုပုံစံအများစုတူကြတယ်တူတယ်ဒီနေ့ဒီမှာထိုင်နေပြီကိုကအားလုံးကရာခိုင်နှုန်းရကျွန်တော်တူကြတယ်ကီလူမျိုးချင်းဖြစ်တာတူကြမယ်ချင်းလူမျိုးချင်းဖြစ်တာတူကြမယ်ကရှင်ဖြစ်တာလည်းတူပဲအများစုကနောက်ဆုံးဒီမှာပြည်တွေကလာတဲ့လူချင်းဆိုတာအားလုံးတူနေကြတယ်ဒါပေမဲ့အရေးကြီးဆုံးကအထဲကဘုရားရှင်လိုချင်တဲ့ဟာတူနေဖို့အတွက်ရည်ကြီးတယ်အဲ့ဒါတူနေဖို့အတွက်ဘုရားစိတ်ဝင်စားတာဖြစ်တယ်ဘုရားညှိခိုင်းတာအဲ့ဒါကိုညှိခိုင်းတာရစ်ကိုညှိခိုင်းတာဟုတ်ပြီနော်ဒီနေ့ဒီနေရာမှာဘုရားကိုလာခိုင်းတဲ့မိပုံစံမှာဖြစ်တယ်မိပုံစံအာဘီလာလည်းမတူပါဘူးမိဝတ်တဲ့အဝတ်ကတမျိုးပါကောက်ဝတ်ဆုံးသွားလေစမ်းပြောကလည်းမင်းရဲ့စကားလေးကဘယ်လိုဖြစ်နေတာလဲအာဘီလာပြောလို့မပြောပါလားဘာလို့မင်းရဲ့လေယူလေသိန်းတွေကတမျိုးဖြစ်နေတာလဲမင်းရဲ့စကားကဘာလို့တလွဲတွေပြောနေတာသွားပြီးတော့စကားကိုပြင်လိုက်စမ်းမပြောပါဘူးဘုရားအဲ့ဒါစိတ်ဝင်စားဘုရားစိတ်ဝင်စားတာကာအိနာယူတာတွေရစ်ကိုစိတ်ဝင်စားတာဒီကနေ့ကျွန်တော်တို့ကပူဇော်မဲ့ရစ်အစားတခြားအရာတွေတူဖို့အတွက်ကြိုးစားနေကြတယ်မတူအောင်ပြီးထားအဲ့တော့တူတဲ့လူတွေနဲ့စုနေကြတယ်လူမျိုးတွေစုသွားပြီကာယလာတွေစုသွားပြီအဖွဲ့အစည်းတွေစုသွားပြီအဲ့တော့တူညီတဲ့အရာလေးနဲ့ style ချင်းတွေ like တူနေပြီးတော့အထဲကရစ်မတူရင်ပြတ်သွားပဲအဲ့ဒါဘုရားရှိမှခြေနဲ့သားမခြေနဲ့သားဆိုတဲ့အဖြစ်ဖြစ်တယ်။ဘာကြောင့်လဲဘုရားအဲ့ဒီတူညီမှုကိုသူစိတ်ဝင်စားအောင်သူစိတ်ဝင်စားတာအာဘီလာလက်ထက်ကပါလေကာအိနာလက်ထက်မှာပါလေအဲ့ဒါအရေးကြီးတာသူတို့ယူလာတဲ့ရစ်ကိုဘုရားကစိတ်ဝင်စားတယ်သူတို့ယူလာတဲ့ရစ်ကငါကြိုက်တဲ့ဟာဖြစ်လားမဖြစ်လားဆိုတဲ့အရာကိုဘုရားကစိတ်ဝင်စားတာဖြစ်တယ်တခြားတူညီမှုတွေစိတ်ဝင်စားတယ်
စိတ်ကိုမဝင်စားတာဒီလိုပဲပြောမယ်ပုံပွင့်လေးလေးပြည့်ပြည့်သားပြောရင်ဘာကြောင့်လဲတခါတည်းမှထည့်ဖို့မပြောကျွန်တော်ညီကိုပဲလေခင်ဗျားရဲ့နော်မမီအေးဝါနဲ့ဒေဒီအာနာကမွေးတာကျွန်တော်ညောင်းတူပဲကျွန်တော်ညောင်းတူပဲတော့ကျွန်တော်အတူတူမွေးလာလူတွေပဲအခုအတူတူပဲဖျားရှိမှာမရဘူးဖျားကရစ်ကိုပဲစိတ်ဝင်စားတာဟုတ်ပြီဆိုတော့အာဘီလာအနေနဲ့စဉ်းစားစရာပဲသူရစ်ပူဇော်ပြီးပြန်သွားတဲ့အချိန်မှာကာအိနာရစ်ကိုဖျားကျင်နဲ့လားမကျင်နဲ့လားဆိုတော့သူစဉ်းစားလာကျန်တာလည်းမဘာမှမကြည့်တော့မေးစရာမျိုးဖြစ်လာဘုရားနဲ့ကာအိနာအစဉ်ပြေလားမပြေဘူးလားသူစိတ်ဝင်စားလားသူနဲ့အတူတူတွဲပြီးတော့ဝတ်ပြည့်လူဘုရားနဲ့အစဉ်ပြေလားမပြေလားသူစဉ်းစားလားအဲ့ဒါအရေးကြီးတယ်ဒီကနေ့ညနေမှာအာဘီလာမစဉ်းစားမိရင်တော့ကျွန်တော်စဉ်းစားဖို့အတွက်အရေးကြီးလာမယ်ကျွန်တော်တို့နဲ့အတူတူဝတ်ပြည့်နေတဲ့သူရဲ့ရစ်ကိုဘုရားကြိုက်လားမကြိုက်လားစီရင်ခိုင်းတာမဟုတ်နော်ငါတော့လိုနေငါလိုနေငါလိုနေအဲ့ဒါပြောအဲ့ဒီဘာပြောလဲမဟုတ်ဘူးပြတော့ရိုးလေးပဲအာဘီလာတစ်ချက်လေးစဉ်းစားမယ်ကာအိနာသူဘုရားရှိခိုးယူသွားတဲ့ဒီကောက်လိုင်းတွေကိုဘုရားကြိုက်လားမကြိုက်လားကာအိနာနဲ့ဘုရားနဲ့ဘာနဲ့ပြောသလဲဆိုတဲ့ interest ကိုတတိထားမှုတစ်ခု attention တစ်ခုကိုအရေးကြီးတယ်။ဘာကြောင့်လဲသိလား။အာဘီလာသိတဲ့နေရာကတိုးချင်တယ်မဟုတ်ဘူး။တိုးချင်တယ်လို့အာဘီလာလိုက်သွားတယ်။အာဘီလာလိုက်သွားတာလေဘယ်လိုလိုက်သွားတာ။ကျွန်တော်ဖတ်မယ်။လိုက်ပြီးပြောဖတ်ရတယ်။နောက်ယနေ့အငယ်၈မှာကာအိနာကလည်းလေတို့ပွားကြပုံရမှုညီအာဘီလာကိုခေါ်၍လေတို့ရောက်သောအခါညီအာဘီလာကိုရမတ်ပြု၍သတ်လေ၏ကျွန်တော်ဒီကြားလာအချိန်ဖတ်တယ်ကျွန်တော်လည်းအချိန်ဖတ်တယ်ဒီနေ့ဒီအောင်စဉ်းစားကြဖြစ်တာအာဘီလာအသက်ခံရသူ့သွေးရမြေရစကားပြောကျွန်တော်လည်းပြောတယ်ဒါပေမဲ့အာဘီလာပြင်မှာသိတာလေဘယ်နေရာကိုသူလိုက်သွားတာလဲသူလိုက်သွားတာသူ့တိုးချံမဟုတ်ဘူးနော်ရှင်းတဲ့အပေါ်ပါတွေကကာအိနာလေလို့လေအာဘီလာကိုလို့သူလိုက်သွားတာကာအိနာရဲ့လေကွက်ထဲကိုသူလိုက်သွားတာဘသူခေါ်တာလဲကာအိနာခေါ်တာလေတို့သွားကြပုံအလို့ခေါ်တာဆိုရှင်းတယ်ဘသူနောက်ကိုဘသူလိုက်သွားတာကာအိနာနောက်ကိုအာဘီလာကလိုက်သွားတယ်ဝတ်ပြုခြင်းမှန်တော်သူသည်ဝတ်ပြုခြင်းမှားတော်သူနောက်ကိုလိုက်သွားတယ်အဲ့ဒီအရာကသူ့အတွက်ပြဿနာရှိပါတယ်အဲ့ဒီအရာကသူ့ဘဝမှာကွာကျွန်တော်ဒီခေတ်ကပဲကွာပြီးသွားတယ်ပြဿနာတက်သွားတယ်ရံဘတ်ပြုတ်ခံနံပါတ်1ပြီးတော့အသက်ခံဝိညာဉ်တော့မသိပါဘူးခန္ဓာကိုယ်တန်ရရတယ်ခန္ဓာကိုယ်ထိသွားတယ်ခန္ဓာကိုယ်ညှိသွားတယ်ခန္ဓာကိုယ်ထဲမှာဒီနေ့ပွေးထွက်သွားတယ်ခန္ဓာကိုယ်ထဲမှာနာကျင်မှုဖြစ်သွားတယ်ဟုတ်မဟုတ်ကကိုယ့်ဘာကိုကျွန်တော်စဉ်းစားလို့ရတယ်ဒီနေ့ယုံကြည်သူတွေအသက်တာမှာဝတ်ပြုကိုးကွယ်ခြင်းဟာလွတ်မြောက်ဖို့ပဲဖြစ်တယ်ဝတ်ပြုကိုးကွယ်ခြင်းဟာဘုရားနှုတ်ဘတော်ကြားပြီးအသက်တာထဲမှာအသက်ခွန်အားရဖို့တော့ဖြစ်တယ်ချီးမွမ်းတန်ဆင်ဆိုတဲ့အရာဘုရားကိုကိုးကွယ်တယ်ဘုရားကိုဝတ်ပြုတယ်ဆိုတဲ့နောက်မှာကိုယ်ထဲမှာတစ်စုံတစ်ခုတော့အကောင့်တော့ကျန်တယ်ကျန်းစာထဲမှာကဘာကွက်ပြာလေးတွေလက်ကြီးဘုရားရှိခိုးဝင်သွားတဲ့လူတွေရဲ့အသက်တာကအဝင်နဲ့အထွက်တာဘယ်သူမှမတူဘူးအကန့်ဝင်သွားပြီးပိုကမ်းပြီးပြန်လာဆိုမရှိဘူးဘဝစုပ်ပြည့်နေရင်ယေရှုရှိရောက်ပြီးပိုဘဝပြည့်ပြီးပြန်လဲဆိုတာမရှိဘူးစိတ်မသာညှိတွားလို့ဘုရားရှိခိုးသွားပြီးတော့စိတ်မသာညှိတွားပြီးပိုဆိုးလာတယ်ဆိုတာရှိလားမရှိဘူးဒါပေမဲ့ခဏယုံကြည်သူအသက်တာမှာဖြစ်နေတယ်ဘုရားကြောင့်သွားပြီးဒေါသထွက်ပြီးပြန်လာတယ်အစီဝေးသွားတက်ပြီးတွေးတိုးပြီးပြန်လာတယ်ဘာလို့စရီသွားပြီးတော့ရံဖြစ်ပြီးပြန်လာကြတယ်အဲ့ဒီဒီကတခုခုတော့လွဲနေပြီမိတ်ဆွေတခုခုတော့လွဲနေပြီနော်ဘတော်ရဲ့ system နဲ့တခုခုတော့လွဲနေပြီကျွန်တော်တို့ကတော့ဝတ်ပြုခြင်းကျွန်တော်တို့ကတော့နော်ဘတော်ကျွန်တော်တို့ကတော့ဘုရားဒါမဲ့ရလက်က something wrong နေပြီဆိုရင်ဘာလဲဆိုရအောင်ကျွန်တော် sense ဖို့အတွက်အရေးကြီးတာမဖြစ်တဲ့တော့အလုပ်ပဲကဘာပေါ်မှာဘုရားရှိခိုးပါမှာပို့သွေးတိုးတဲ့လူအများကြီးပဲ praise and worship နားထောင်မှာကိုယ်နဲ့ထင်တိုးနေတယ်အများကြီးပဲဘာဖြစ်တာလဲအဲ့ဒါမဖြစ်တဲ့ဆုံးရပဲအဲ့ဒါကအခုခေတ်မှာဘလို့ဖြစ်လာဆိုရင်တာမန်ကိစ္စတစ်ခုလိုဖြစ်လာတယ်လူတွေက common problem အော်မထူးဆန်းပါဘူးဒီမှာလည်းဒီလိုပဲဟိုမှာလည်းဒီလိုဟိုမှာလည်းဒီလိုပဲဟိုမှာလည်းဒီလိုပဲနေရာတိုင်းမှာဒီလိုပဲမြို့တိုင်းမှာဒီလိုပဲအသိတော်တိုင်းမှာဒီလိုပဲဆိုတော့အဲ့ဒီကိစ္စကဒီနေ့စားရင်တော့ကိစ္စဖြစ်လာတယ်ဝတ်ပြုခြင်းကိုမချေနဲ့နိုင်တဲ့ဝတ်ပြုခြင်းထဲမှာခွန်အားမရနိုင်တဲ့ဝတ်ပြုခြင်းမှာအပြုတ်ပြင်မခံနိုင်တဲ့ကိစ္စက
မထူးခြားတဲ့အရာဖြစ်လာတယ်။အော်တမစိတ်ထဲမှာတန်ဖိုးခက်တယ်လို့မျိုးဘာမှမထူးပါဘူးတဲ့မလား။တကယ်တော့အဲ့ဒါထူးနေရတယ်။အဲ့ဒီလိုမျိုးကြီးနဲ့ပြန်လာရတဲ့အပြန်ခီးမှာမိတ်ဆွေသိရဲ့အသက်တာမှာတခုတော့စဉ်းစားစရာဖြစ်လာတယ်။တခြားနေရာကျွန်တော်မပြောဘူးကျွန်တော်ဒီနေရာမှာ6နိုင်မိတ်ဆွေသိလာဝတ်ပြုကိုးကွယ်ပြီးပြန်သွားတဲ့အပြန်လန်းခီးမှာအဲ့ဒီလိုမျိုးနဲ့ခံစားနေရဆိုရင်တခုတော့မှားနေပြီ။အဲ့ဒီနေရာမှာကျွန်တော်ရဲ့စမ်းစစ်မှုတွေအရေးကြီးလာပြီ။ပြင်ဆင်မှုတွေအရေးကြီးလာပြီ။ဘာမှားနေတာလဲဆိုတာရပြီ။ဘယ်သူရဲ့ဝတ်ပြုခြင်းကဘာဖြစ်နေတာလဲ။စီရင်ခိုင်းတာမဟုတ်ပြီနဲ့ဒီနေ့နှုတ်ဘက်တော်နဲ့ကျွန်တော်ရှင်ထိုးကြည့်မှုတွေအရေးကြီးတယ်။ဆိုတော့ဘုရားရှိခိုးတိုးဝင်ဝတ်ပြုရမယ့်ကိစ္စကအသက်တာထဲမှာ renew ခွန်အားသစ်ကိုရရမယ်အစားတပတ်တာလုံးရှိတဲ့ခွန်အားလေးတော့ရုပ်သွားတယ်ဆိုရင်ပြဿနာပဲ TV ထိုင်ကြည့်တာမှခွန်အားရသေးတယ်ဒီနေ့ည Sunday မှာ expected 9နိုင်မှာကြည့်တာမှ no school music ကြီးခွန်အားရတယ်ဒီမှာ6နိုင်လာထိုင်ဘာမှမရဘူးဆိုရင်တခုတော့မှားမယ်အဲ့ဒါကြောင့်အရေးကြီးဆုံးအရာကဘုရားရှိခိုးဆိုတော့ပြောတဲ့ပြန်ထွက်လာတဲ့ကိစ္စအာဗေလနဲ့ကာဣနပြန်ထွက်လာတယ်ပြီးတော့အာဗေလကိုလူတက်တယ်ကာဣနလူမတက်ခင်မှာဘယ်သွားတာလဲလူမေးရင်နိုင်ကလပ်သွားတာမဟုတ်ဘူးပါတီပွဲသွားတာမဟုတ်ဘူးဝတ်ပြုခြင်းကပြန်လာဘုရားရှိခိုးပြီးပြန်လာလူထားတတ်တယ်အဲ့ဒါကဘာဦးလေးမှာလည်းကဖြစ်ခဲ့တယ်နော်မိတ်ဆွေကဘာဦးလေးမှာလည်းဖြစ်တာကဘာပေါ်ပထမဆုံးလူသက်ပွဲပဲကဘာပေါ်မှာပထမဆုံးလူသက်ပွဲကဘုရားရှိခိုးအပြန်မှာဖြစ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်ရဲ့ဒေါသထွက်ပွဲတွေကအများစုကဘုရားရှိခိုးအပြန်မှာဖြစ်ကြတယ်ဆိုတော့ဘာကြောင့်လဲကာဣနကြီးဒီသွားရင်ဝတ်ပြုတော်လဲပြန်ထွက်လာတဲ့အခါမှာဘုရားလည်းမချင်ဘူးသူလည်းမချင်ဘူးမချင်ဘူးဘာမှမလဲရစ်မှနေလို့ဖြစ်တယ်ရစ်မှတဲ့အခါမှာဘုရားတယောက်လည်းမချင်နေတာမဟုတ်တော့သူကိုယ်တိုင်လည်းမချင်တတ်ဘူးဘယ်တော့မချင်တတ်တယ်လဲဆိုရင်သူချင်ဘုရားချင်တဲ့လူကိုရန်ရှာပြီးတတ်ချင်တဲ့စိတ်ကြီးသူ့ရဲ့ထဲမှာမချင်တတ်မှုဖြစ်သွားတယ်အဲ့ဒါကျွန်တော်ရဲ့အတ္တတော်တတိထားစရာဖြစ်တယ်ဘာဖြစ်တာလဲပွားကိုကွယ်ပြီးပြန်လာခါမှဒေါသကိုထွက်လာရတဲ့ခါမှာကျွန်တော်ရဲ့ဆိုးမရစ်ကိုကျွန်တော်ပြန်စဉ်းစားဖို့တော့ဖြစ်လာတယ်ဒီလိုပဲကာယနာပဲစဉ်းစားပြီးအာဗီလောက်ပဲစဉ်းစားစေရှိအာဗီလလေးအေဗလေးဘာမှမလို့သူရစ်သွားပူဇော်တာဖះကြိုက်တယ်လေပူဇော်တယ်ဖះကလည်းသူပူဇော်ရှိကိုကျင်နေလားကျင်နေတယ်သူလည်းကြည်နဲ့ကြီးနေကျန်လာဟုတ်တယ်နော်ကာယနာပဲပြောအာဗီလောက်စဉ်းစားတာဖះကြောင့်သွားတယ်တင်လည်းကျင်နေတယ်ဖះလည်းကျင်နေတယ်ခွန်အားလေးရတယ်ပြန်လဲလာတယ်ဝမ်းမြောက်ချီးမွမ်းတဲ့ရှေ့လေးတွေဆူနဲ့ကျင်နေတယ်အဲ့ဒီအချိန်မှာအေးကိုလိုက်သွားတယ်ဘသူခေါ်တာလိုက်သွားတယ်အဲ့ဒါကြီးကြီးတယ်အာဗေလကျင်နေပြီးထွက်လာတာဝိပုကျင်နေကာယနာလို့ပေါ့အောက်ခမ်းမတူထွက်လာတာချင်းမတူဒါပေမဲ့ तू ကျင်နေပြီးထွက်လာပြီးမဲ့ तू လိုက်သွားတဲ့နေရာကဒီလိုပြောလို့လေခွင်းကိုမကောင်းလို့ကျွန်တော်ဆိုရမှာမဟုတ်ဘူးနော်အဲ့ဒီတဲကထွက်လာတဲ့အရာကဘုရားမကျင်တဲ့နေရာကိုလိုက်သွားတယ်နေရာအားသွားတယ်မကျင်တဲ့နေရာကိုသွားတဲ့အခါမှာအဲ့ဒီနေရာမှာ तू ရံပတ်ပြုခံရတယ် तू အသက်ခံရတယ်ဆိုတော့ကျွန်တော်ရဲ့အသက်တာမှာစဉ်းစားစရာစဉ်းကျင်စရာဖြစ်လာတယ်ဘုရားကျင်တဲ့သားနဲ့အသက်တာထဲမှာစဉ်းစားစရာဘုရားမပွေးကောင်းဘာဖြစ်လာလဲဘူးအသက်ခံရတာအဖြစ်ခံရသလားဒါကြောင့်မို့ဒီနေ့ကျွန်တော်အဲ့ဒီမိကိုကျွန်တော်လည်းမေးတယ်ဒီအောင်နှစ်ပတ်တဲ့စိတ်နဲ့ဘုရားအာဗီလကိုကြွယ်ကောင်းလားသူ့ရေကိုကိုကျင်တတ်တာပဲအဲ့ဒီမှာပြောတဲ့အရာကအာဗီလဘယ်နေရာမှာအသက်ခံရလဲဆိုတဲ့အရာအရေးကြီးသွားတယ်သူ့တိုးချင်တယ်မဟုတ်ဘူးလေခွဲထဲမှာဖြစ်တယ်သူလိုက်သွားတာကကာဣနနောက်ကိုသူလိုက်သွားတကယ်တော့ကာဣနကသူ့နောက်ကိုလိုက်လာမှာဖြစ်တယ်ကာဣနသူ့နောက်လိုက်လာပြီးသူ့ရှစ်တွေကထွက်တယ်ဆိုတဲ့အရာကိုကာဣနတွေ့သွားဖို့အတွက်ဖြစ်တယ်မဟုတ်သူကအခုကာယနာရှစ်တွေကထွက်လဲဆိုရင်ပြောင်းနေပြီဖြစ်သွားတယ်ဆိုတော့ဒီနေ့ကာယနာနဲ့အာဗေလဖြစ်တယ်လို့မျိုးဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေလည်းဖြစ်တတ်တယ်အသက်တာတွေမှာဖြစ်တဲ့အရာတွေဖြစ်လာတယ်ဒီနေ့ပြောထားတဲ့အရာနဲ့မကိုက်ညီတဲ့အရာတွေကျွန်တော်ထဲမှာဖြစ်လာဆိုတွေ့ရတယ်တော့ဒီနေ့ဒါလေးခဏလေးနဲ့ထားပြီးတော့အဖွင့်တော့ကျွန်တော်ဖတ်တဲ့ကျမ်းစာလေးကျွန်တော်ချက်ကြည့်အောင်133ခုမြောက်သောစာလုံးတော့ချက်လေးကြည့်အောင်ရရင်ကျွန်တော်တို့ဖတ်အောင်133ခုမြောက်သောစာလုံး
ညီကိုတို့ဒီသဘောတူရဲ့ပေါင်းပေါ်ကြရမှာအလွန်ကောင်းပြီအလွန်တင့်တယ်ရှောက်ပတ်ပြီရပြီလားညီကိုတို့ပေါင်းပေါ်ကြရမှာတက်ပြောလားသဘောတူရဲ့ပေါင်းပေါ်ကြရမှာအလွန်ကောင်းပြီညီကိုပဲပေါင်းပေါ်လားပေါင်းပေါ်တယ်ဒါပေမဲ့သဘောတူဖို့အတွက်ရည်ကြီးတယ်ကာအိနာနဲ့အာဘီလာညီကိုပဲပေါင်းလားပေါင်းတာဘောသူတို့ပေါင်းပြီးသူအချိန်စီးရခါအတူသွားတာလေဒါပေမဲ့သဘောတူလားမတူဘူးဖြစ်တယ်အဲ့ဒါလေးကိုကျွန်တော်တို့တက်တာမှာရည်ကြီးတယ်ဘာကြောင့်လဲဆိုတော့ဘုရားကပေါင်းဖော်ခြင်းဆိုတဲ့အရာကိုဘယ်လိုနှစ်သက်တဲ့ဘုရားဖြစ်တယ်စကတည်းက fellowship ဆိုတဲ့အရာနဲ့ဘုရားကဖန်တီးခဲ့တာဖြစ်တယ်။ဤဒီထဲမှာအာဒန်ရဲ့အေဝါရဲ့ဖရားရဲ့နေအေတိုင်းတွေ့ဆုံတဲ့ fellowship ဒီနေ့နှစ်ဦးသုံးဦးနဲ့ဖရားနဲ့စုံစည်းခြင်းဆိုတော့မေတ္တာဟာရောက်ကိုဖရားကအလွန်နှစ်သက်တဲ့ကိစ္စဖြစ်တယ်။ကျွန်တော်အဲ့ဒီကိစ္စကိုပို့သေးထားလို့မရဘူး။ဘာကြောင့်လဲလူနှစ်ဦးသုံးဦးတို့ငါ့နာမကိုစွေးရအလေပါလို့ရှိတယ်။မရှိတယ်။လူအများကြီးတော့မပြောဘူး။နှစ်ဦးသုံးဦးပဲဖြစ်နေပါအောင်တဲ့။အရေးကြီးတာကအရေးအတွက်မဟုတ်ဘူး။အရေးကြီးတာကသဘောတူခြင်းဆိုတဲ့အရာကအရေးကြီးတယ်။အာမင်။အရေးတော့မဟုတ်ဘူး။လူ20 30ရှိပြီးသဘောတရားတစ်ခြားရှိတဲ့နေရာမှာငါမကြည့်တော့ဘူး။ညီကိုဖြစ်နေပါစေ။လူမျိုးတူနေပါစေ။ဘာသာတူနေပါစေ။စကားတူနေပါစေ။အရေးကြီးဆုံးကဝတ်ပြုခြင်းနဲ့မှာသဘောတူနေဖို့အတွက်အရေးကြီးတယ်။အဲ့ဒီအရာအမှအလွန်ကောင်းတဲ့အရာဖြစ်တယ်။ဆိုတော့ဘုရားကအဲ့ဒီသဘောတူစုပွေးတဲ့အရာကိုဘုရားကအလွန်တရာမှာအလေးထားတာဖြစ်တယ်။အလွန်တရာမှာနှစ်သက်တာဖြစ်တယ်။ဆိုတော့အဖြစ်ဖြစ်နဲ့ကြည့်လေအာဘီလာဒီလောက်တော့ပူဆိုတာဘူး။ तू မချေနဲ့နိုင်ဘူး။ကာအိနာစင်ကလည်း तू လိုချင်တယ်။ဘုရားကိုလောဘကြီးခြင်းကြည့်လို့ပြောခင်ဗျာ။ကိုလိုမချေနဲ့လားအာဘီလာတရားကို तू တိုးဒီစုပြီးတော့ဟုတ်တဲ့ကောင်တော့လွတ်လိုက်ပေါ့။မဟုတ်ဘူး။အဲ့ဒီ fellowship ထဲမှာအဲ့ဒီဝတ်ပြုခြင်းထဲမှာအာဘီလာစီကချေနဲ့မှုမျိုးကိုကာအိနာစီကလည်းဘုရားကရချင်တယ်။ဒါကြောင့်ကိုင်းနာမေအဝိတ်သွားစရာမလိုဘူးမှာတကားပေါ်မှာငါပြင်ထားပြီးသားလောက်လိုက်တာနဲ့သူကျင်တဲ့ကောင်မှာဒါကြောင့်မို့အဲ့2ယောက်3ယောက်လူအများကြီးတော့မဟုတ်ဘူးဒီ2ယောက်3ယောက်စုဝေးခြင်းအမှုရာကိုဘုရားကအလိုနှစ်သက်တာဖြစ်တယ်ဒါကြောင့်မို့ပေါ့တန်ပေါ့ပြက်ပြက်ကျွန်တော်ကလုပ်လို့မရဘူးကျွန်တော်ဒီမှာ fellowship လို့မေတ္တာဟာရလို့ပြောထားပြီးတော့ကျွန်တော်ရဲ့မေတ္တာဟာရကအဲ့ဒီဘုရားကျင်တဲ့ခြင်းအရာမဟုတ်ဘူးဆိုရင်ဒီကောင်းစဉ်ကအလကားပဲဒီကောင်းစဉ်ကအလကားပဲဒီနေ့တစ်ခါတည်းမှာကျွန်တော်ကခေါင်းစဉ်ကတတ်ထားတော့ရှင်းပဲအထေးကဝိပုချင်းမှားနေအဲ့ခေါင်းစဉ်ကအလကားပဲကျက်တော့ခေါင်းစဉ်တက်ကြီးညာထားတဲ့အရာနဲ့လုတ်တဲ့အရာကိုက်ယူဖို့အတွက်အရေးကြီးတယ်ဟာလေလုယာအာမင်လောနှုတ်ဘက်တော့ခဏထားတော့လောကကိစ္စကိုကြည့်လောကကိစ္စကြည့်ခုကြီးညာထားပြီနော်လူပတ်မြမှာအရင်နာမည်ကြီးနေတာပေါ့နောက်3ဘက်လောက်မှာအဆူတော်စိုးသူလာမယ်ဖတ်မျိုးမသိကြဘူးနော်ကျွန်တော်ကြီးညာလို့ဖြစ်သွားလက်မှတ်ပဲဝယ်ထားတာမသိဘူးဆိုကြီးညာထားပြီးသူလာမယ်ဆိုသူလာဝယ်တဲ့လူကလည်းဘသူကြည့်ချင်လို့ဝယ်တာကိုစိုးသူကြည့်ချင်လို့ဝယ်တာကြိုက်ဝယ်30 50 90ရတယ်ပွဲနေကြမှာကိုစိုးသူမလာနိုင်ဘူးအဲ့တော့နီးစက်ရတူတဲ့ကိုဝင်းခိုင်ပြီးတဲရတော့ဘယ်တော့ဆိုတော့အားလုံးသူလည်းမဆိုပါဘူး我说的你把他来我工作差他们不是在接那么近了不是ပြောမှာ我ကိုဝေးခိုင်ကြည့်ချင်မှာတော့ဖျားရောက်သွားချင်မှာဘာလို့ငါဖုန်းဆက်ပြီးကြည့်မှာဒီလိုပြောမှာဟုတ်တယ်မလားဒါပဲလေကျင်ညာရတာကိုစိုးသူကျင်ညာရတယ်စိုးခိုင်းတော့ကိုဝေးခိုင်သူလည်းကောင်းပါလေဒါပေမဲ့ကိုဝင်းခိုင်ဒီကိုစိုးသူမဟုတ်တဲ့အတွက်မကျင်နိုင်လူကဘယ်သူမှမကျင်နိုင်ဘူးအဲ့တော့ထွက်လာလို့ဘာပြောလဲမတရားဘူးကွာဒီပွဲစီတယ်လို့လေမတရားဘူးရိုက်စားလို့လားဟုတ်တယ်မလားဒီလိုလည်းပြောပါမယ်သိကြတယ်အဲ့ဒါပွဲပဲရှိသေးတယ်အကယ်၍ကျွန်တော်ပြောမယ်ကိုဝင်းခိုင်မပြောနဲ့ကိုစိုးသူနေရာမှာတော့ရအောင်ပဲဖြစ်ဖြစ်တခြားအဆူတော်လာရင်တော့မှစိုးသူ brother စိုးသူပဲသူတို့ကြည့်တဲ့အဆူတော်ကိုသွားပြောပြီးကျင်ညာပြီးတခြားအဆူတော်လာဆိုရင်ဘယ်သူမှမကျင်နိုင်ဘူးဒါလောကစတေးရှင်းပွဲပဲရှိသေးတယ်ဟုတ်ပြီနော်အဲ့ဒါကျင်ညာထားတာနဲ့လောက်တာနဲ့တလူရဲ့ဖြစ်နေရင်လောကပွဲတော်မှာ
လူမကြည့်တတ်ဘူးသာမန်လူပြောလဲမူးနေလူမကြည့်တတ်ဘူးဒီကောင်ကလုံးတယ်ဆိုပလင်းနဲ့ဆိုဆွဲမှာမူးနေလူတော့မကြည့်တတ်ဘူးအဲ့ဒီကိစ္စမျိုးဒါတော့အဆုံးကြီးကျွန်တော်ပြောတာအဲ့ဒီတဲ့အစပေါင်းများစွာမြင့်မာတယ်ဘုရားကိုဝတ်ပြုကိုးဝေခြင်းအခုရမှာတက်ထားတဲ့ခေါင်းစဉ်နဲ့ကျွန်တော်လုပ်တဲ့လုပ်ဆောင်မှုကတူညီနေဖို့အတွက်အရေးကြီးတယ်ဘုရားကိုခြေနဲ့တော့ဝတ်ပြုခြင်းလို့ပြောတယ် fellowship လို့ပြောတယ်အသင်းတော်လို့ပြောတယ်ဒါပေမဲ့လုပ်တဲ့အရာကဘုရားကိုဥတည်ခြင်းမဟုတ်ဘဲနဲ့လူမျိုးနဲ့ဂိုင်းကာရနဲ့ဘာသာတရားကိုဥတည်ဘယ်သူမှမခြေတတ်ဘူးဘုရားလည်းမခြေတတ်ဘူးလူလည်းမခြေတတ်ဘူးအဲ့ဒါကျွန်တော်သတိထားမယ့်အရာဖြစ်တယ်အခုခြေညာတာတော့အခုချိန်မှာနှုတ်ဘတော်သမာတရားကိုဝေမျှပါမယ်လို့ခန္ဓာမှုကခြေညာလိုက်တယ်နှုတ်ဘတော်ဝေကမဲ့ဆရာကတက်လာတယ်ဝေငှတဲ့အရာကနှုတ်ပတ်တော်မဟုတ်ဘဲနဲ့နိုင်ငံရေးဖြစ်နေအဲ့ဒါလိမ့်တာပဲအဲ့ဒါလှည့်စားတာပဲတက်လာတဲ့ဟာကနှုတ်ပတ်တော်မဟုတ်ဘဲနဲ့လူရဲ့အတွေးခေါ်တဲ့ idea နဲ့အဲ့ဒီအရာတစ်ခုကိုပြောရင်အဲ့ဒါလှည့်စားတာပဲပြောကလေးကနှုတ်ပတ်တော်ပြောမယ်ဆိုရင်နှုတ်ပတ်တော်ပဲပြောမှာဖြစ်တယ်ချီးမွမ်းမယ်ဆိုကြတဲ့ကယေရှုဆိုရင်ယေရှုပဲချီးမွမ်းမယ်သတ္တိခံချက်လို့ပြောကြတဲ့ကသတ္တိခံချက်ဒီဖခင်ရဲ့တတ်ဆွမ်းနိုင်ခြင်းအကြောင်းဖြစ်အောင်ကျေးဇူးတင်စကားလို့ပြောကြတာဘုရားပဲဖြစ်မယ်ဒီလိုပြောလို့အစီအစဉ်တွေမှာတခြားအရာကြော်ညာပါညာအဲ့ဒါကိုပြောတော့မဟုတ်ပါဘူးကြော်ညာချင်းမှာကြော်ညာရတယ်တင်ပြချင်းမှာတင်ပြကြတယ်ဒါပေမဲ့နှုတ်ဘတ်တော်ဖြစ်နေမှုတော့အရေးကြီးတယ်ဒီနေ့အားပေးချက်ဒီအားပေးမှုတော့ဖြစ်နေမှုတော့အရေးကြီးတယ်ဘုရားကိုဂုဏ်တော်ချီးမွမ်းခြင်းဒီဂုဏ်တော်ချီးမွမ်းနေမှုတော့အရေးကြီးတယ်ဒါမှမဟုတ်ဆေဝါတီဆိုချီးမွမ်းတဲ့အရာအားလုံးကလည်းဘုရားကိုဝတ်ပြုနေဆိုရင်ဘုရားကိုပဲဖြစ်ရမယ်ကိုယ့်ရဲ့ဆိုနိုင်စွမ်းကိုယ့်ရဲ့တီးစွမ်းကိုယ့်ရဲ့ပါဝင်နိုင်စွမ်းဆိုတဲ့အရာကိုဥတည်လိုက်တာနဲ့စောစောလိုပဲအဲ့ဒါလှည့်စားတာဖြစ်သွားတယ်။ကျင်ညာတာနဲ့လုပ်တာနဲ့တခြားစီဖြစ်သွားတယ်။ခေါ်ကလေးက praise and worship team ဘယ်သူကို praise လုပ်ပြီးဘယ်သူကို worship လုပ်မှာဘုရားကိုဖြစ်လို့ရည်ကြည်တယ်။အဲ့ဒါကျင်ညာတာနဲ့လုပ်တဲ့အရာကိုကိုက်ညီဖို့အတွက်ရည်ကြည်တယ်။ဆိုတော့ခဏကျွန်တော်ရဲ့အသက်တာမှာအစီအစဉ်ဖြစ်တိုင်းပွဲပြီးသွားတိုင်းဘုရားရှင်ကျင့်တဲ့ဘုမကျင့်တဲ့ဘုကအတိတ်ကကြတယ်တူညီဝတ်ဆောင်ဝတ်ထားတာတဲ့တူညီသောရှစ်ဖြစ်နေဖို့အတွက်အရေးကြီးတယ်။ဘာကြောင့်လဲထက်ခါတည်းပြောရင်ကာဣနာနဲ့အာဗေလညီကိုပဲသူတို့လောက်တူစရာအကြောင်းမရှိတော့ဘူး။ဒါပေမဲ့မတူတဲ့ရှစ်ဖြစ်နေတဲ့ခါမှာဘုရားရှင်ကိုကျင့်တယ်။မကျင့်တဲ့အတွက်မိတ်ဆွေသင်ရဲ့ဒီနေ့ကျွန်တော်ပြန်စဉ်းစားမိရကကျွန်တော်ပူဇော်သောရစ်ဘုရားကျင့်တယ်လားကျွန်တော်ကျင့်တယ်လားတခါတည်းဘုရားမပြောတဲ့ကိုယ်ကိုယ်တော်မှမကျင့်တတ်တာဘုရားဆိုဝေတော်မှုပေါ့ကိုယ်တော်မှဆိုတော့ပြောလို့ဖះရှိခိုးပြီးတော့လူတတ်မှုကျူးလွန်ခြင်းရဲ့ကာယနာလိုဖြစ်နေပြီဆိုရင်တော့ဖះဘက်ကလည်းစဉ်းစားစရာအကြောင်းရှိလာတယ်။ဆိုတော့ပြောရင်လောကပွဲမှာဟိုလမ်းတွေကအရင်ဘူးသမားတော့မကျေနပ်ဘူးဆိုရင်ကျွန်တော်ဒီနေ့ဒီနေရာမှာရှင်မိုးကိုယ်ဝေခြင်းအမှုရာတွေမှာဖះကျေနပ်မှုရာကအထူးအရေးကြီးတာ။ဖះကျေနပ်မှုအရာပေါ်မှာကျွန်တော်လှုပ်ဆောင်မှုတွေအရေးကြီးတယ်။ပြောထားတဲ့အရာတတ်ထားတဲ့အရာပေါ်မှာကျွန်တော်ကအသက်ရှင်မှုတွေအရေးကြီးတယ်။အသက်ရှင်မှုတွေအရေးကြီးတယ်။ဆိုတော့ဒါကြောင့်မို့ဒီနေ့ဆိုတော့ကျွန်တော်ဒီပြခါညီကိုတို့သဘောတူရဲ့ပေါင်းဖော်သည့်နေရာမှာအလွန်ကောင်းတယ်။ဒီတိုင်းပေါင်းဖော်တာပေါ့ညီကိုချင်းပေါင်းဖော်တယ်အလို့မပြောဒီပုံမှာလေသဘောတူဖို့အတွက်အရေးကြီးတယ်။အဲ့ဒီပူဇော်သောရှစ်တူနေဖို့အတွက်အရေးကြီးတယ်။ပူဇော်သောဝတ်တူနေဖို့အတွက်အရေးကြီးတယ်။အဲ့လိုဖြစ်ရင်တဲ့ဆက်ပြောတဲ့ကျမ်းစာလားအလွန်ကောင်းပေ၏အလွန်တင့်တယ်ရောက်ပဲအလိုလိုနေရင်လည်း glory ဖြစ်နေတာချက်တည်းရှိနေတာအလိုလိုနေရင်လည်းရှိလို့ကောင်းနေတာဆိုတော့ပြောရဲ worshiping ကအဲ့ဒီပူဇော်တဲ့ရှစ်ကတလုံးတော်တယ်ဖြစ်နေအောက်ကရှိနေနေတယ်သူတို့ကချက်တည်းရှိနေတာဝတ်ထားတဲ့အဝတ်စားကိုပြောတာမဟုတ်ဘူးတူညီ uniform ဝတ်ထားတာမဟုတ်ဘူးစပယ်အားလုံးအလားစီတာပြောတာမဟုတ်ဘူးပန်းပေါ်ထိုးလာစရာမလိုဘူးဒီနေ့ကြည့်လိုက်တဲ့ကူကချက်တည်းရှိတယ်ဟာလေလုယာ glory ဖြစ်နေတာဒီနေ့ယုံကြည်သူတွေဖခင်တော်ဆင်းပြန်ထွက်တော့ကြည့်တဲ့လူကချက်တည်ရှိနေတာချက်တည်ရှိနေတာဘာကြောင့်လဲသဘောတူညီနေတာသဘောတူညီတာဝတ်ပြုခြင်းမှာတလုံးပေါ်ရဖြစ်နေအဲ့ဒါအရေးကြီးတယ်တော့ကြည့်ပြီးအမစိတ်ပြည့်နေအောင်မဟုတ်ဘူးစိတ်ပြီးအမစိတ်ဆင်းနေတယ်မဟုတ်ဘူးတလုံးတော်ရဖြစ်နေတဲ့ခါမှာအသေးရှိနေတာ glory ဖြစ်နေတာတင့်တယ်လှပသည်တင့်တယ်လျှောက်ပတ်ပြီးစီဆိုတဲ့ဗမာစလုံးကတော်တာသွားတယ်အဲ့စလုံးအတိတ်ပဲဖွင့်အများပြောလို့ရတယ်တင့်တယ်လျှောက်ပတ်ပြီးဆိုတဲ့ဗမာစကားရဲ့အနိဗ္ဗာန်အရှက်နဲ့နေတယ်
ချက်ရရှိတာမင်္ဂလာရှိတာပြည့်စုံတာတင့်တယ်တာလှပတာဂုဏ်တည်ရှိတာသူများချစ်လို့ပွဲရှိတာနှစ်သက်ပွဲဖြစ်တာအိုးအများကြီးပဲတင့်တယ်လည်းပဲဆိုစကားလုံးတစုရဲ့စကားရဲ့နောက်ွယ်မှာအဲ့လောက်ကြီးပြင်းတယ်ဆိုတော့စဉ်းစားကြည့်ဖခင်ကညီကိုချင်းတလုံးတော်တယ်သူ့ရဲ့နာမမှာသဘောတူနေတဲ့အရာရဲ့အောက်ခန်းကဘယ်လောက်ကြီးပြင်းထန်လဲအသေးရှိနေတာချက်သေးရှိနေတာမပြီးသေးဘူးအာယုံဤခေါင်းပေါ်မှာလောင်းရဲ့သူဤမုတ်စိတ်တို့စီး၍လဲစွတ်တောင်ကြတော့နတ်သာစီတဲ့လူဖြစ်တယ်ခေါင်းပေါ်မှာလောင်းတယ်ဘသူခေါင်းလဲဘာဖြစ်လို့မောရှိခေါင်းလို့ပြောတယ်ဘာဖြစ်လို့ဒါဝိခေါင်းလို့ပြောတယ်ဘာဖြစ်လို့ဟေရှာယခေါင်းလို့ပြောတယ်ဘာဖြစ်လို့ဟေဇကိခေါင်းလို့မပြောတယ်ဘာဖြစ်လို့အာယုံရဲ့ခေါင်းဖြစ်ရတာစဉ်းစားတယ်ဖြစ်တယ်ညီကိုချင်းသဘောတူရဲ့ပေါက်ပေါ်ကြီးရမှာအလုံးကောင်းတယ်အလုံးတင့်တယ်လှပါတယ်ပြည့်ခါဆက်ပြောတယ်နှုတ်ဘတ်တော်ကအာယုံရဲ့ခေါင်းပေါ်မှာလောင်းလို့စီလောင်းတဲ့စီကိုခဏလေးထားတော့ဘသူခေါင်းလဲဆိုတာအရေးကြီးတယ်ဘသူလဲအာယုံဘာလဲခေါင်းအာယုံရဲ့လက်လို့လည်းမပြောအာယုံရဲ့ခြေထောက်လို့လည်းမပြောအာယုံရဲ့ဒူးခေါင်းလို့လည်းမပြောအာယုံရဲ့ပခုံးလို့လည်းမပြောဟုတ်ပြီနော်အာယုံရဲ့ခေါင်းဘသူလဲအာယုံဘာလဲခေါင်းမှတ်ထားတော့မေးတော့မနှလုံးမပြောတာပြောပါဦးကိုရှုပ်တော့မယ်စီလောက်တယ်ဘသူလဲအာယုံဘာလဲခေါင်းဘယ်လားလို့မပြောဘူးအာယုံကဘသူလဲလို့မင်းအာယုံကပထမဆုံးရေး profit ဖြစ်တယ်အာယုံရဲ့အလုပ်ကဘာအလုပ်လဲမင်းဖျားကိုဝတ်ပြုတဲ့အလုပ်ဖြစ်တယ်တနည်းအားဖြင့်ဖျားရဲ့မျက်မှောက်တော်ထဲမှာကိုးကွယ်ဝတ်ပြုခြင်းအမှုကိုပြုတော်သူဖြစ်တယ်ဆိုတော့အဲ့ဒီဝတ်ပြုတော်ရေး profit မင်းရဲ့ဘာလဲဆိုတော့အာယုံရဲ့အလုတ်ကဝတ်ပြုကိုးကွယ်ခြင်းအမှုမှာအာယုံနဲ့မှားလို့မရဘူးအထဲဝင်တော့6ကျိုးချီဝင်ရအထဲမှာသူမှားတယ်လေဆိုတော့သူ့ရဲ့ခေါင်းထဲမှာအမြဲတမ်းတွေးခေါ်စဉ်းစားနေတဲ့အရာကဖျားကိုဝတ်ပြုခြင်းပဲဖြစ်တယ်ဖျားကိုငါဘယ်လိုကိုးကွယ်ရမလဲဘယ်လိုဒီနေ့ဒီရှစ်ကိုဘယ်လိုသွားပူဇော်မလဲဘယ်လိုသွားထဲရမလဲဒီနေ့ကဘာနေ့ဒီနေ့ကဘာပြည့်ဒီနေ့ကဘာအဲ့ဒီအရာပဲသူ့ရဲ့ခေါင်းထဲမှာရှိတယ်ဒါကြောင့်မို့ညီကိုချင်းပေါင်းဖော်ရတဲ့မှာအလွန်ကောင်းတဲ့အလွန်တင့်တယ်ပြီးတဲ့အခါမှာဖခင်ရဲ့အနွားတင်ဘိတ်သိက်ကောင်းကြီးစီလောင်းတဲ့နေရာကဝတ်ပြုခြင်းကိုစဉ်းစားသောအရာဖြစ်နေတယ်။ယေဘရဟိမင်းရဲ့ကောင်းဖြစ်တယ်။အစီအစဉ်မဟုတ်ဘူး program မဟုတ်ဘူး။ယေဘရဟိမင်းရဲ့ဥကောင်းဖြစ်တယ်။ဒါကြောင့်မို့အာယုရဲ့ကောင်းကိုသုံးတာ။အာယုရဲ့ခေါင်းမှာလောင်းလိုက်တယ်လို့မျိုးပဲ။သူ့ကိုပိတ်သိက်ပေးလိုက်တယ်မျိုးပဲ။အဲ့ဒီခေါင်းကနေတဲ့မုတ်စိတ်ကိုစီးဆင်းသွားတယ်မုတ်စိတ်ကနေလေစွတ်တန်အောင်ရောက်သွားတယ်တော့ဒီဟာတွေကိုအများကြီးပြောရင်ကျွန်တော်အများကြီးပြောလို့ရတယ်ဒါပေမဲ့ရှင်းရှင်းလေးပဲကျွန်တော်စဉ်းစားစီတယ်ယေဘရဟိမင်းရဲ့ဝတ်ပြုခြင်းဥစွာခေါင်းကဆင်းပြီးတဲ့ခါမှာတဲ့ဒီနေ့မုတ်စိတ်ဆိုတဲ့စကားလုံးကမူရင်းစလုံးကကြည့်တဲ့ခါမှာရင့်ကျက်ခြင်းလို့အဓိပ္ပာယ်ရတယ် maturity ဒီနေ့လူအနေနဲ့စဉ်းစားရလဲခလေးတွေမုတ်စိတ်မပေါက်ပါဘူးလူကြီးလည်းပေါက်တယ်နော်လူကြီးလည်းပေါက်တယ်ကျွန်တော်မပေါက်နော်ဆိုတော့မုတ်စိတ်ကလေးဝေးကလာကလေးမုတ်စိတ်နဲ့တော့ခါမှတော့မတွေ့ဘူးဆိုတော့မုတ်စိတ်ပေါက်ခြင်းဒီဒီကောင်လေးမုတ်စိတ်တော့ပေါက်နေပြီလူပြိုလေးဝင်လာပြီလို့ပြောတာမုတ်စိတ်ပေါက်ခြင်းရဲ့လက္ခဏာကကြီးရင်ခြင်းရဲ့လက္ခဏာဖြစ်တယ်ကြီးရင်ခြင်းရဲ့လက္ခဏာဖြစ်တယ်ဆိုတော့မုတ်စိတ်ရှိခြင်းရဲ့လက္ခဏာကဒီနေ့ကြီးရင်ခြင်း mature ဖြစ်တယ်ရင့်ကျက်ခြင်းရဲ့လက္ခဏာတတ်တယ်ဖြစ်တယ်So what you do, you brought here gone. What you did at we call it season up, where my sister was saying, Jinja do that up to that. Jinja do at that day, they will send out lasers or wish of the living so to help you. You did the angel as so good, the angel. You brought him in with the angel. Do do less or yati, season wise to you. So Pia Gina Chinga, Pia mindset, Pia Lugina idea, Balelo me. သူပြောထားတဲ့အတိုင်းလှုပ်ချင်းဆိုတော့ဝတ်ပြုခြင်းပဲဖြစ်တယ်။အာယုံရဲ့ခေါင်းလို့ပြောလိုက်ရင်အာယုံကသူ့ idea နဲ့ဘာတစ်ခုမှလုပ်လို့မရအောင်ဆိုတော့မိတ်ဆွေစဉ်းစားစီခြင်းတယ်။စေနာပါလို့လည်းမရဘူးစေနာမပါလို့လည်းမရဘူး။အဲ့ဒါနားလည်စီခြင်းတယ်။တဲတော်ထဲမှာအာယုံကသူ့ရဲ့ idea နဲ့သူ့ရဲ့စိတ်ကူးနဲ့ဘာတစ်ခုမှလုပ်ပါလို့မရှိဘူး။အာယုံလုပ်တဲ့အရာအလုံးကဖျားပြောထားတဲ့အတိုင်းတလက်မလွဲလို့မရဘူး။အဲ့ဒါအာယုံရဲ့ခေါင်းပဲ။
ဆိုတော့ဝိပုချင်းမှာကိုယ်ွယ်ချင်းမှာဖះကိုပူဇော်ချင်းမှာဖះပြောထားတဲ့နှုတ်ဘတ်တော်နဲ့တလက်မမလွယ်လို့မရဘူးဘာမှပြင်လို့မရဘူးအဲ့တော့တန်ရှင်းကအတန်ရှင်းသမားအာယုံကဝင်သွားခါငါတဲရကြည့်လိုက်ဟိုလည်းငါပြင်ကောင်းမယ်ဟိုဒီကတော့ကျက်ဒါလည်းပြင်လိုက်ဒီရောင်ကြီးထဲမှာဘာလို့ဒီရောင်လို့ထားတာလဲဘာကြောင့်မသုံးနေရလဲလဲအိုးမမီးတယ်မှာတန်စီမကောင်းပဲစီတော့ပြင်ကြည့်ပါလားအာယုံပြင်လို့ဆိုတော့ဝိပုချင်းမှာလေကိုယ့်ရဲ့စိတ်ကူး idea ရှိသမျှအရာနဲ့ရှောက်ပြလို့ကျွန်တော်တို့ခါလေးစိတ်ကူးတရားထောက်လို့စိတ်ကူးပေါက်လို့ထားပြီးတော့လုပ်တယ်ကိုဖြတ်သန်းတွေ့ကြုံလာတဲ့အရာနဲ့ရောမပြီးတော့လုပ်တယ်ဒီနေ့ကျွန်တော်ပြောမယ်ဣသေလအမျိုးရဲ့ဝိပုရာတဲထဲမှာဖျားပြောထားတဲ့အရာနဲ့ဘာတစ်ခုမှရောလို့မရဘူးဣသေလရဲ့ကောင်းချာနဲ့လည်းရောလို့မရဘူးဣသေလဖြတ်သန်းလာတဲ့ကျွန်ဆိုတဲ့ကျွန် mentality နဲ့လည်းဘာတစ်ခုမှရောလို့မရဘူးလူမျိုးဆိုတဲ့ဣသေလလူမျိုးနဲ့လည်းဒီနေ့တဲတော်ထဲမှာရောလို့မရဘူးဖျားပြောထားတဲ့အတိုင်းပဲဝိပုခြင်းပဲဖြစ်တယ်ဒီနေ့ဖျားကိုဝိပုခြင်းထဲမှာဖျားကိုကိုးကွယ်ခြင်းထဲမှာနှုတ်ဘတ်တော်နဲ့လူမျိုးနဲ့လည်းရောလို့မရဘူးနှုတ်ဘတ်တော်နဲ့ဂိုင်းကနာအစွဲနဲ့လည်းရောလို့မရဘူးနှုတ်ဘတ်တော်နဲ့ကျွန်တော်ရဲ့စိတ်ကူးထင်ရနဲ့လည်းရောလို့မရဘူးနှုတ်ဘတ်တော်နဲ့နှုတ်ဘတ်တော်တိုင်းပဲဖြစ်တယ်အဲ့ဒါအာယုံရဲ့ခေါင်းဖြစ်တယ်အာယုံရဲ့စဉ်းစားတွေးခေါ်တဲ့ mindset အားလုံးဟာသူ့ရဲ့ idea ဘာတစ်ခုမှရောလို့မရဘူးဖျားပြောထားတဲ့အတိုင်းပဲဒီတဲ့အတိုင်းပဲတလုံးမှလွဲလို့မရဘူးအဲ့ဒါတဲတော်တွေမှာဝတ်ပြတဲ့အာယုံရဲ့ခေါင်းဖြစ်တယ်အဲ့ဒီပုံမှာစီကလောင်းတာကျွန်တော်စီကတော့အလောင်းခံနေနေတာဟိုဘွယ်ပဲပိတ်သိစီလာမှာအမလေးအာယုံခေါင်းကိုဆေးရစီလို့ကျွန်တော်တို့တော့ကျွန်တော်ဒီခေါင်းကဘာခေါင်းဖြစ်လဲကအရေးကြီးတယ်စီကခေါင်းလိုက်လို့မလောင်းစီကအာယုံခေါင်းပဲလောင်းတယ်ခါလို့ပြရဒီနေ့ဖျားရဲ့အနွားကြီးစင်းလာမဲ့ခေါင်းဆိုတာကဝတ်ပြုခြင်းကိုဖျားပြောထားတဲ့အတိုင်းတသွေးမသိလုပ်တဲ့နေရာမှာပဲဖျားစီကလောင်းမှာဖြစ်တယ်ဒီနေ့ကျွန်တော်ဝတ်ပြုကိုပဲအဖွင့်တော့ကျွန်တော်ဆိုတော့အိုးကျွန်တော်ရဲ့ဝတ်ပြုစီဝဲကြီးမှာဟိုဖျားရဲ့အနွားတွေပိတ်တယ်ဆိုတော့ပြီးတော့လုပ်တဲ့ mindset အားလုံးကကိုယ်စိတ်ကူးနဲ့ကိုယ်လုပ်နေရင်စဉ်းစားရရှိတယ်စူတောင်းတော့ညွတ်နေတာပဲလူတိုင်းတော့အာယုံခေါင်းနဲ့လောင်းတဲ့စီရောလူချင်းတာလည်းကြီးပဲဒါပေမဲ့စီကခေါင်းတိုင်းနဲ့မလောင်းချစ်တော်ကြီးကိုမောရှိခေါင်းတော့မလောင်းဒီနေ့ဒါဝိခေါင်းတော့မလောင်းအာယုံခေါင်းလို့ပဲလောင်းနေပြီဆိုရင်ဒီအသက်တာမှာဖျားရဲ့အနွားချင်းစီအလောင်းခံတော်ပြီဟိုမောစတီရစ်ချက်ချင်းဖြစ်စေခြင်းနဲ့အသေးဖြစ်ရှင်နေခေါင်းကအာယုံခေါင်းဖြစ်နေလို့ရည်ကြီးတယ်အာယုံခေါင်းဖြစ်နေလို့ရည်ကြီးတယ်ကာအင်းကဝတ်ပူဇော်သူမျိုးဖျားချင်တဲ့တော့အရာကိုဒီနေ့လွဲသွားတဲ့ကိစ္စမျိုးမဟုတ်ပဲနဲ့အာဘီလပူဇော်တဲ့ဒီနေ့ကိုဒီကိုဖျားပါပြောထားတယ်လွဲလို့မရဘူးလက်သေးရှိရတယ်တော့မပူဇော်နဲ့ကိုင်းနာဘာမှငါလေလို့တော့လေရှိတာရှိတဲ့တိုင်းကိုဖျားပါပြောတယ်ပြောတာမလည်းတော့မခတ်ပါဘူးဖျားမှာထားရရတယ်ဖျားခိုင်းနေရတယ်မခတ်ပါဘူးမရှုပ်ပါဘူးရှင်းရှင်းလေးပါပဲဒီနေ့ဝတ်ပြုခြင်းတွေဘာလို့ရှုပ်ရှက်ခတ်လဲဆိုရင်ကျွန်တော်ရဲ့ idea တွေရှောက်ထည့်တာလို့ရှုပ်ကုန်တာဝတ်ပြုခြင်းနဲ့လူမျိုးနဲ့ပေါင်းလိုက်တယ်ဝတ်ပြုခြင်းနဲ့လူမျိုးထုံးစံနဲ့ပေါင်းလိုက်တယ်ဝတ်ပြုခြင်းနဲ့ culture နဲ့ပေါင်းလိုက်တဲ့အခါမှာဝတ်ပြုခြင်းတွေကရှုပ်ရှက်ခတ်ကုန်တယ်ဘယ်မှမသိတော့တို့လူမျိုးကအဆုံးမဒီလိုဆုံးမအဟုတ်ပြီဒီလိုဆုံးတို့အဖွဲ့ကဒီလိုအဆုံးသတ်မှရတယ်ဒီလိုဆုံးသက်အဲ့လိုမျိုးမျိုးသုံးမျိုးရောလဲခါဘာမှမသိတော့ရှုပ်ထွက်သွားတယ်ထိုင်တဲ့လူမူနောနိုင်လက်ချာပတ်လေပြီးတော့ခါမှာဖျားချင်တဲ့လူလည်းမူနောပြန်ထွက်လာအာယုရဲ့ခေါင်းဖြစ်နေလို့တော့အင်းကြီးတယ်ဝတ်ပြုခြင်းနဲ့မှာအာယုခေါင်းနဲ့သူ့အာယုရဲ့ခေါင်းထဲမှာတလက်မှယူလို့မရဘူးငါမချိတ်ကဒီလိုက်ကသွားပြင်မရဘူးဒီနေ့ကျွန်တော်တို့ကဝတ်ပြုခြင်းမှာကိုစိတ်ကြိုက်တဲ့ကိုပြင်နေကြတယ်ဒါမှမချက်ဖြစ်အပေါ်ဒီရှေ့လူကချက်ချင်းပြင်လို့ရတယ်ဩဇာရှေ့လူကဟဲ့ဒါမချက်ဖြစ်ပြင်လိုက်ပြင်ရတယ်နောက်တစ်ခါသူ့ထက်ပိုဩဇာရှေ့လူကရလာပြောဟဲ့ဘယ်သူပြင်တာလဲသူပြင်တာမချက်ဘူးပြင်ရတယ်နောက်တစ်ခါထဲလာရောဘယ်သူပြင်တာလဲဟိုနေ့ပြင်တာမချင်တော့အစည်းအဝေးခေါ်ဘယ်သူပြင်တာလဲကျွန်တော်ကမဟုတ်ဘူးဒီလိုပြင်မချက်ဘူးအသေးတော့စီးနေစီးတာဘာလဲ constitution ပြန်ဖက်ဒီမှာမတွေ့ဘူးလားပြန်ပြင်အောင်ပြင်စိတ်ကြိုက်ပြင်နေကြတယ်စိတ်ထင်တဲ့အတိုင်းကျွန်တော်လုပ်နေကြတယ်ပြောရင်တော့ဘယ်သူမှမငေါဘူးပဲဒါပေမဲ့နှုတ်ကတော့မှာတရားတိုင်းဖြစ်နေဖို့အတွက်အရေးကြီးတယ်အာယုံခေါင်းကတလက်မမှလွယ်လို့မရဘူးသူစိတ်ကူးတက်ရတယ်တဲတော်တွေမှာဘာလို့မှလုပ်လို့မရဘူးအဲ့ဒါရှိဘရောဟင်မင်းတော့အဲ့ဒါရှိဘရောဟင်မင်းပထမဦးဆုံးရှိဘရောဟင်မင်းဒါပေမဲ့သူ့ကိုဖေကပြောထားတဲ့ဟာကလွယ်ရင်သူဘာမှလုပ်လို့မရဘူး
ဒါကြောင့်မို့အာယုခေါင်းဆိုတာဖျားရဲ့အတွေးခေါ်ဖျားရဲ့အကြံစီဖျားလိုချင်တဲ့အရာကလွဲလို့ဘာတစ်ခုမှထည့်လို့မရဘူးဆိုရဘူးသဘောပေါက်စေချင်တယ်အဲ့ဒီခေါင်းပေါ်မှာပဲစီကလောင်းတာဒါကြောင့်မို့ကျွန်တော်ရဲ့ဝတ်ပြုခြင်းကျွန်တော်ကိုယ်ွယ်ခြင်းမှာအာယုခေါင်းကိုလောင်းတဲ့စီမျိုးဖြစ်ချင်ကျွန်တော်ရဲ့စဉ်းစားတဲ့အရာအားလုံးကဘုရားရှင်ကြည်တဲ့ခုတွေအရေးကြီးဘာတစ်ခုနဲ့မှရောလို့မရဘူးအယောမခံဘုရားကတခြားနေရာမှာခင်ဗျာရောချင်ရောမရောချင်နေဝတ်ပြုခြင်းမှာဘုရားရဲ့နှုတ်ဘက်တော်ဘုရားရဲ့တမန်တရားနဲ့ဘာတစ်ခုမှရောလို့မရဘူးပုံစံလေးရောလို့မရဘူးခိုင်းခန္ဓာလေးရောလို့မရဘူး system လေးရောလို့မရဘူးဒီနေ့နှုတ်ဘက်တော်ဘာပြောဒါဆိုတာလေအဲ့ဒီအတိုင်းပဲကျွန်တော်ကအယူသားဆုံးအရှင်းလင်းဆုံးနဲ့ဘုရားကိုကိုးကွယ်ဖို့အတွက်အရေးကြီးတယ်အဲ့ဒီအရာပေါ်မှာဘုရားရှင်ကြည်တတ်တယ်ဒါကြောင့်ဒီနေ့နေ့မှာအဆုံးသတ်လေးမှာချိမှန်တစ်ချက်ရဲ့အခြားထောက်ကျွန်တော်စဉ်းစားဝတ်တော်ဘာဖြစ်လာကိုနေမဆုံးလေတော့ဘာမှလုပ်ဖြစ်နေတာလည်းဖျားနေမှပြရမယ်ဆိုပြီးတော့ကျသိစိတ်ဖြေနေတဲ့အသက်တာမျိုးမှာဖျားလို့မရှိဘူးခင်ဗျားခြေနဲ့သူမျိုးသူနဲ့သူတွားပြည့်အာဘီလာခြေနဲ့သူမျိုးကာအင်းနာပေါ်မှာလည်းဖျားခြေနဲ့ခြေနဲ့ဆိုတော့မမေ့မှုတော့ရေးကြည့်တယ်အဲ့ဒီအစည်းအဝေးမျိုးကိုဖျားခြေနဲ့ခြေတာ50မြောက်100ရာတော့ 100% ဖျားခြေနဲ့ခြေတာဘုရားရဲ့ဒီစီဝဲမှာနှုတ်ဘက်တော်ကိုကျင်တဲ့ပြီးတော့ဘယ်လိုမှမကျင်တဲ့လည်းမရအောင်ဘုရားက worship ထဲမှာကျင်တဲ့ခြင်းလို့နှုတ်ဘက်တော်မှာလည်းသူကျင်တဲ့ခြင်း။အိုးသူကတော့ဒီနေ့တော့ပြောချင်ပြောစိတ်ချမ်းသာလွတ်ထားလိုက်မဟုတ်ဘူး။တခါလေကျင်တော့မိုက်ပြီးတာရှိတယ်။မဟုတ်ဘူး။မဟုတ်ဘူး။အဲ့တော့သူကျင်တဲ့အောင်မှာမိုက်ပြီးလိုက်ရတာ။ဘုရားကျင်တဲ့လားစဉ်းစားဖို့ရေးကြည့်တယ်။ခါလေးလူလာဖို့ပဲသူမကြီးပြတာသူပုံမှန်လာတယ်နဲ့သူမိသားစုနဲ့လာဆိုတော့ရောမိုက်ပြီးလိုက်သူကျင်တဲ့ပြောသူမဟုတ်ဘူးသူကျင်တော့ဘုရားကျင်တယ်ဘုရားရေးကြည့်တယ်ဘုရားကျင်တယ်ဘုရားရေးကြည့်တယ်နှုတ်ဘတော်တိုင်းကျင်တယ်ဘုရားရေးကြည့်တယ်တော့ကျွန်တော်ကခေါင်းကအာယုခေါင်းနည်းနည်းဆက်ပြောလိုက်အာယုခေါင်းဖြစ်နေဘုရားရေးကြည့်တယ်တခါလေမှာခေါင်းမနေပြတ်လာခဲ့တာခေါင်းကစစ်သားခေါင်းတယောက်ဒီနေရာမှာဒါဝိခေါင်းမြေခေါင်းကိုခုံးတင်တယ်ဟို level ကြီးပဲသူကဘုရားဝတ်ပြတာ worship ပါတော့ worship ပဲဒါပေမဲ့နည်းနည်းချမ်းတယ်မရဘူးတော့ဆွဲမဲ့လူပဲခေါ်လေးအောင်ဖြတ်လိုက်မရဘူးဘုရားဒီမှာလိုချင်တာက तू ပြောရင်ပြောတဲ့အတိုင်းအာရုံမိုက်အဲ့လိုခေါင်းမျိုးလိုချင်တာအဲ့ဒီခေါင်းပေါ်မှာလောင်းတာတခါကျတော့ကျွန်တော်အပေါ်ခေါင်းကယေရှုတော်မှမသိဘူးဒီနေ့အဲ့ဒီဟာအများကြီးဒီနေ့ဝတ်ပြုခြင်းတော့ဖြစ်လာတယ်လူကြီးလာတော့လူကြီးမလေးတော့ကျွန်တော်ပြောမှာအဲ့ဒီလူကြီးရဲ့အသက်တာမှာခရစ်တော်တော်သိချင်မှသိတယ်ဆိုအင်္ဂလိပ်လာဒီအင်္ဂလိပ်ကိုဒီကန်ခက်လိုက်ရင်သူနဲ့သူသမီးလည်းပါသူကြီးလည်းပါမယ်ဆိုဆိုယူတောင်းအင်္ဂလိပ်ဒီကန်လို့ပါအင်္ဂလိပ်ကဒီကန်လို့ဒါပေမဲ့အင်္ဂလိပ်ခေါင်းထဲမှာခရစ်တော်မရှိရင်အဲ့ဒီခေါင်းမှာစီကဘယ်လိုလောင်းမှာလူတော့များပါမယ်အဲ့တော့ခရစ်တော်မရှိတဲ့ခေါင်းထဲမှာဘာနဲ့ရှောက်စဉ်းစားဟိုဒီလောက်ဆရာဟိုပြောတာသူ့အတင်းကြီးတော့ခရစ်တော်မသိဘူးကျွန်တော်စဉ်းစားတယ်ဘယ်လိုဖြစ်တာလဲဒီကိစ္စစဉ်းစားဒါပေမဲ့ကျွန်တော်အဲ့ဒါဘာမှမစဉ်းစားတော့အခုဒီတိုင်းဒီရွာမှာလူကလည်းပုံနေတဲ့ခါမှာဘယ်သူမှဖြစ်ဖြစ်ရှားရလူကတော့ position ပေးနေရာရရင်လူပြည့်ပဲဆိုတဲ့အရာမှာကျွန်တော်တော့စဉ်းစားတယ်မဟုတ်ဘူးအဲ့မှာခေါင်းလွဲနေတော့အကြီးကျယ်ပဲပြဿနာလွဲကြတယ်အဲ့မှာစီကဘယ်နှလောင်းမှမပြီးတော့ဘုရားစီလဲဆောက်ဒီခေါင်းလေးနဲ့ဖွညာထဲမှာလူမျိုးကြီးပဲဒီဘက်ခေါင်းမချေနိုင်ငံကြီးပဲဒီဘက်ခေါင်းတော့ဘာမှမရှိဘူးထဲမှာပလာကြီးပဲသူကဘာမှမစဉ်းစားတာဆိုဘယ်နှပွားလောင်းပဲအာယုခေါင်းလောင်းမှုကဝိပုချင်းပေါ်မှာလောင်းစရာခေါင်းမရှိဘူးဖြစ်နေတယ်ဆိုတော့ကျွန်တော်ရဲ့အသက်တာမှာအရေးကြီးတယ်အသင်းတော်ရဲ့အသက်တာမှာအရေးကြီးတယ်လူစီသွားဖို့အတွက်ပဲနေရာရှိသွားဖို့အတွက်ပဲ position ကိုဖန်တီးပြီးကောက်ထည့်လိုက်တဲ့စီးပွားအတွက်နဲ့တွက်လို့မရတော့ခင်ဗျားလာပြောခင်ဗျားလာစမ်းခင်ဗျားဂီတာတီးတဲ့သရှင်ဆိုရုပ်မရှိတယ်လို့ तू ကတီးတာဆွဲဆိုတဲ့တာတီးထဲမှာယေရှုမှမရှိရင်အဲ့ဒီ worship ကိုဘယ်လိုလုပ်ပြီးပြရတာဆိုတော့အာရုံကောင်းမှလောင်းတဲ့စီပွားလောင်းတယ်အသင်းတော် manage လုပ်တယ် manage စီစဉ်ရတဲ့အဖွဲ့အစည်းမှာဦးဆောင်လုပ်နေတဲ့လူတွေအားလုံးခေါင်းကအာရုံခေါင်းမဟုတ်ဘူးဝတ်ပြုခြင်းဥတည်တဲ့ခေါင်းမဟုတ်ဘူးအဖွဲ့အစည်းနဲ့ဂိုင်းကာနာနဲ့နာမည်နဲ့လူမျိုးနဲ့အဲ့ဒီအရာကိုဥတည်တဲ့ခေါင်းဆိုရင်ဖျားစီကဘယ်လိုပွားလောင်းမှာလဲကိုဘာကိုလောင်းရှင်တော့ပဲစီတော့ဝင်ပြီးလောင်းလို့ရတယ်အာယုံစီကတော့မလောင်းကျန်းစာတော့မယူကျန်းစာကတော့အာယုံခေါင်းပဲလောင်းတယ်ခနိုလာအာတီ vegetable အာတီ olive oil မကောင်းချက်ကစီဝင်လောင်းကိုဘာကိုအချင်းချင်းလောင်းလို့ရတယ်သူကလောင်းလိုက်ကိုကလောင်းလိုက်အဲ့ဒါလောင်းနေတာအခုကိုဘာကိုလောင်းနေကြတာ thank you လောင်းနေပြီ oh thank you လောင်းနေပြီအရင်တော်လောင်းနေတယ်လောင်းအပြန်လည်းလောင်းနေတယ်
ခင်ဗျားကစီအိုးနဲ့ခဏဆိုငါတို့လောင်းနေဒီကောင်ကြီးတို့လောင်းနေကြငါတို့လည်းအဲ့လိုပြန်လောင်းနေမရှိလောင်းစရာမရှိဖြစ်တယ်ဘာဖြစ်လဲခေါင်းပေါင်းနေတယ်ဒီကနေ့ဒီနှုတ်ဘက်တော့ဘုရားပေါ်ပြတဲ့ခါမှာကျွန်တော်တော်တော်လေးဘုရားနဲ့စစ်ခင်ရတယ်ဒါကြီးကဒီမှာပြောမှာဟိုမှာကင်မရာရိုက်ထားတယ်ပြီးပြီးကြိုးရောတနိုင်ကဘာလုံးကကြည့်ဒီဘက်ဘက်ထဲမှာကျွန်တော် article ခုဖတ်တယ်နော်စင်မှာပြောနေတရားဟောဆရာကြီးဒီခေတ်မှာအရင်သတိထားပါအရင်လိုမဟုတ်တော့ဘူးလေအရင်ကပြောနေရမှာပဲရောက်တာစကားအခုကပြောတဲ့ခဏချင်းစက္ကန့်အတွင်းမှာတကဘာလုံးကတည်ပြီးသွားပြီဟို YouTube အောင်နောက်ကြတယ်ဒီမှာနော်တချို့ရိုက်ပြီးတော့ခါ Facebook မှာရောက်သွားတာကိုတော့အိမ်ပြန်ရောက်ပြီးတရားဟောစင်မရှိတဲ့ကိုကလင်းကားခုတော့ like ဖြစ်တယ်ဟာအရှမ်းနေတယ်ဆိုစကားတစ်ခါတည်းမှာကျွန်တော်ကဒီနေရာမှာပဲမပြီးတကဘာလုံးသွားတာဆိုတော့ကိုအိတ်အားတကပြောတယ်ကိုပြောတဲ့စကားကိုတောင်းယူကြပါရဲရဲမပြောကြနဲ့စွစွမပြောကြနဲ့တော့ဒါကတော့စီနာနဲ့တော့ဒီနေ့စင်မမှာပြောတဲ့အမှုလို့ဆိုအားလုံးကိုသတိပေးတဲ့စာလေးပါဒါ Facebook မှာဖတ်ရပါဆိုတော့ဒီနောက်ဘက်တော်မှာလည်းစဉ်းစားစရာဖြစ်လာတယ်ဗျာဒါကြီးပြောမှာကြည့်မှန်တဲ့တခြားတစ်ဖက်မှာတခြားပြောလို့နောက်ဘက်ပြောရင်ရန်ကောင်းတယ်တခြားလွတ်တယ်ဘောင်လွတ်တယ်မဟုတ်ဘူးဒါပဲအထင်းမှာလောင်နေကျွန်တော်တို့ပြောပြီးသွားပြီဂျင်းနဲ့ဂျင်းနဲ့မဂျင်းနဲ့မတတ်နဲ့တော့ဖျားဂျင်းနဲ့ဘုရားရေးချင်တယ်ဒီနေ့ကျွန်တော်ရဲ့ကိုယ်ွယ်ချင်းဖျားဂျင်းနဲ့ဘုရားရေးချင်တယ်ဒီနေ့ဒီနေရာမှာ6နာရီလူတွေလာတာမလွယ်ပါဘူးအနက်ဖြန်အလုပ်တက်ပဲကြောင်းတက်မယ်အဝေးကကားနဲ့လာကြတယ်တကူကအချိန်ပေးလာကြတယ်အလူငွေနဲ့ထည့်ရသေးတယ်နားလဲထောင်သေးတယ်ထိုင်လဲထိုင်ရသေးတယ်အဲ့ဒါမှစစ်မှန်တော့ကျင့်တဲ့မှုမရပါဘူးဆိုရင်ကျွန်တော်တို့ကဒီနေ့ဒီနေရာမှာဖျားရှိမှာအလကားဟတ်တယ်ပဲဖြစ်တယ်လူတော့ချင်းတဲ့လက်ပုတ်ကြီးပြီးတော့မယ်တနေ့ဖျားရှိမှာကျွန်တော်ဘာနဲ့မျက်နှာသွားပြောင်းလဲဖျားတွေ့ရပြေးစပြီးတော့လူတွေများအဲ့6နိုင်တွေ့လာဖျားလက်မကြည့်ငါမကြည့်တော့ဘာဆိုရင်စကလုံးလုံးနဲ့ကျွန်တော်ပွဲသိမ်းသွားပြီထာဝရတာလာအဲ့တော့အရေးကြီးတယ်ကျွန်တော်တို့လူကျင်တဲ့တဲ့ဖျားကျင်တဲ့ဘုရားအရေးကြီးတယ်ဒီနေ့ဒီနေရာကနှုတ်ပတ်တော်ကလူကြိုက်တဲ့နှုတ်ပတ်တော်ဖြစ်နေမှုအတွက်ကိုယ်တော်ကြိုက်တော့နှုတ်ပတ်တော်ဖြစ်နေမှုအတွက်အရေးကြီးတယ်ဟာလေလုယာတော့ဒါကြောင့်ဒီနေ့ညနေမှာတော့ကျွန်တော်တို့ဖျားရှိမှာကျွန်တော်တုံးဝင်အောင်ဘုရားကြည်တဲ့တော်ဝတ်ပြုခြင်းဖြစ်ဖို့အတွက်ကျွန်တော်စဉ်းစားရအောင်ကိုယ့်ရဲ့ဝတ်ပြုခြင်းကိုကြည်တဲ့နေပြီးကိုယ့်ရဲ့ဥခေါင်းကစောစောအာယုံခေါင်းလိုဖြစ်နေပြီဆိုရင်မိတ်ဆွေတင်အာဘီလာဆိုရင်ဘေးနာကကာအိနာကိုလည်းထည့်စဉ်းစားပေးပါတတိထားပါကာအိနာသင်နာပါရှိတဲ့ကာအိနာကိုတတိထားပါလေခွေးတွေကိုလိုက်မသွားပါနဲ့အဲ့ဒီနေရာမှာရှိတဲ့အရာပေါ်မှာသင်တတိထားပါသူ့ကိုဆွဲခေါ်ပါသင်နောက်ပေါ်မလိုက်သွားပါနဲ့ဟုတ်ပြီနော်အရေးကြီးတယ်တခါတည်းမှာအဲ့ဒါကကိုင်းနဲ့အာဘီလာဟုတ်ချင်မဟုတ်လက်တွေ့မှာတကယ်ဖြစ်နေတယ်ခြေနဲ့ချင်းနဲ့ပြန်လာတယ်နောက်ဆုံးတော့စကားပေါ်ရုံးနဲ့ဘယ်နောက်လိုက်သွားတာမကြည်နဲ့တော့သူရဲ့စကားတော့လိုက်သွားတယ်ဟုတ်လားအော်ဟုတ်တာပေါ့ဟိတလုံးတာစကားလိုက်သွားစကားရောပေါ်ရုံးလေးနဲ့သူ့ရဲ့ညီးတွားရည်ရွတ်တာကွာလိုက်တော့ဒီအာမင်တော့ခေါ်ဆိုကိုယ့်ရဲ့ခြေနဲ့ချင်းအောင်ကြောက်သွားတယ်ခန္ဓာအသက်ခံတွေးတိုးလာစီးကျူဖြစ်လာနှလုံးရောဂါရောက်ချီနောင်တိုင်းကင်ဆာဖြစ်သွားတယ်ဆိုတော့အာမီလာဒီလိုမျိုးခက်တာကနောက်ပြီးတော့တကယ်ပြောတာကျွန်တော်အဲ့ဒီအရာကနေလွတ်မြောက်ဖို့အတွက်ရည်ချည်တယ်ရှင်းမှန်ဆက်အခြားတစ်ဖက်မှာသင်ဟာအာဘီလာဆိုရင်ကာအိနာကိုတွဲခေါ်ပါကာအိနာပေါ်မှာဆူတောင်းပေးပါကာအိနာနဲ့ပေါင်းခေါ်တဲ့အခါမှာတတိထားပါကာအိနာပြောတဲ့စကားတွေကိုစဉ်းစားဆင်ခြင်ပြီးရှုံးပါကာအိနာခေါ်တဲ့နောက်ကိုဆူတောင်းမှလိုက်ပါပါအဲ့ဒါအရေးကြီးတယ်ဘာကြောင့်လဲသူခေါ်သူ့လေပဲနဲ့သူခေါ်တော့မှဖြစ်တယ်သင်ခေါ်မှာသူ့ကိုတိုးချင်တဲ့ပြန်ခေါ်တော့မှဖြစ်တယ်ဒီနေ့ကျွန်တော်အားလုံးသူကမတရားဘူး Washington ပြန်လာဖိတ်ခေါ်တယ်ကျွန်တော်တို့ True Washington ရှင်းတယ်တော့ရှင်းမအောင်ဒီနေ့နှခမ်းလေးနဲ့တော့နီးတက်တဲ့အရာကနေဖျားရှင်ရှင်းမှာကျွန်တော်ဒီနေ့ညနေမှာကြားနာတဲ့တုတ်ပတ်တော်ပါပြန်တုံးကြအောင်စဉ်းစား We're
ဒါမျိုးချင်းမမှာကိုနှုတ်တဲ့မောဆိုဘောကိုနှခမ်းလေးနဲ့မနီးချင်ပါဘူးဒီအတွင်းနှလုံးသားလေးကနေဘုရားရှင်ကျင့်တဲ့သောရှစ်ကိုပူဇော်ခြင်းပါကိုနေ့တိုင်းစက္ကန့်တိုင်းနာရီတိုင်းမှာကိုရောရှိမှာဘုရားမှုကိုပြုရဲဆိုတဲ့ကောင်းစီအောင်မှာလုံရအရာတိုင်းဟာကိုရောကျင့်တဲ့သောမှုရဖြစ်ရှင်ပါတယ်ကိုရောကိုရောကျင့်တဲ့သောရဖြစ်ရှင်ပါတယ်ဘလောက်ကြီးပဲခရီးရလို့စဆိုင်သောမှုရလုံနေပါစေဘလောက်ပဲဘုရားမှာအားကြီးတယ်လို့ပြောနေပါစေအဲ့ဒီအရာကိုမကြည့်နဲ့ဘာမှတည်မရှိဘူးလို့ကိုရောရှိဘလောက်ရှိတောင်းကြီးနေရှိပါပါစေဘလောက်များပြတဲ့ရှိတယ်ပူဇော်ပါစေကိုရောပမာဏမပြည့်ဘူးဆိုရင်အဲ့ဒီသေဆောင်ခြင်းအလားရှိပဲဖြစ်တယ်ကိုရောဒီနေ့ဘာဝနေတဲ့ကာလခဏလေးပါကိုရောတူတောင်းကာလလေးမှာအသက်ရှင်တော်ဘုရားကိုသိတဲ့အတွက်ကိုကျေးဇူးတင်တယ်ကဲဒီရှင်ယေရှုဘုရားအကွေးတော်နဲ့ရွှေလို့ချင်းခံရတဲ့ဖြောင်းတဲ့သူတွေဖြစ်တဲ့အတွက်ကိုကျေးဇူးတင်တယ်ဘုရားသားသမီးတွေဖြစ်တဲ့ကျေးဇူးတင်တယ်ဒါပေမဲ့ဘုရားသားသမီးတွေကျွန်တော်တို့ဒီနေ့ကိုယ်ချီးမွမ်းတဲ့အရာတွေကိုယ်ွယ်တဲ့အရာတွေဝတ်ပြုတဲ့အရာတွေဟာကောင်းကင်ဘုရားရှိတဲ့အဖေရှင်းတဲ့အရာဖြစ်စေတော့အချိန်တိုင်းစက္ကန့်တိုင်းအားလုံးဟာကိုယ်ရှင်းတဲ့အမှုရာဖြစ်စေတော့ဒီနေ့လူမျက်နှာကြည့်ပြီးလူတယောက်ရှင်းတဲ့ဖို့အတွက်လှုပ်ဆောင်ခြင်းလို့ပဲနဲ့ကောင်းကင်မှာတနေ့ကိုရိုနာမျက်နှာချင်းဆိုင်တွေ့တဲ့အချိန်မှာသာလူသစ္စာရှိသောငယ်သားပေါင်းကြည်ကြည်နဲ့ကြီးကိုခေါ်တယ်လို့တာမီးတို့ကြားချင်တယ်ကိုရောလောကကြီးမှာလူလက်ဆောင်ကြီးချီးမွမ်းပြီးတော့နာမည်ကြီးအောင်နေတဲ့အရာချက်ဒီနေ့ထာဝရကာလမှာဘုရားရှိမှာအောင်မြင်တော်သူတွေဖြစ်စေတယ်ကိုရောရှိမှာအောင်မြင်တဲ့သူတွေဖြစ်စေတယ်ဒီနေ့ကြီးမားတဲ့အဖွဲ့အစည်းတွေအသိတော်ကိုင်းတာကြီးတွေချက်ဒီနေ့ကိုရောရှိမှာအကြီးမားဆုံးသောယုံကြည်သူတွေဖြစ်စေတယ်ကိုရောဒါကြောင့်ဒီနေ့နေ့မှာတာမန်ကိုပြုခြင်းတာမန်ကိုကိုယ်ခြင်းတာမန်ရဲ့ဒီနေ့ကိုရောရှိရဲ့ဘုရားကိုနဲ့ဝိလို့ခြင်းဆိုတဲ့အရာများပေါ်မှာဘုရားရှိခြင်းနဲ့လည်းဝိအတွက်ဝိနော်ဘုရားတုတ်တယ်ပါဥပမာတေကိုစင်လာအားလုံးအာရွေးခေါင်းရဲ့ကိုရင်းနော်ဘယ်လိုတချက်မှမလွယ်တော့ပဲစဉ်းစားအောင်ရဖြစ်စီပါဒီကိုချင်းပေါင်းပေါ်တဲ့နေရာမှာလေဘရောစကားတူလို့ပေါင်းနေရတဲ့လူမျိုးတူလို့ပေါင်းနေရတဲ့ဒါရနာအဖွဲ့အစည်းတူလို့ပေါင်းနေရတဲ့ပေါ်ရလာရအစီအပြေလို့ပေါင်းနေရတဲ့မျက်နှာနာဆယ်ရှိလို့ပေါင်းနေရတဲ့ယေရှုခရစ်ရဲ့ခြေနဲ့ပေါ်နာမအောင်နိုင်ပေါင်းဖို့ဒီကိုပေါင်းစီဖြစ်စီပါဒီနေ့ဒီနေရာမှာအပတ်စင်လာတဲ့သူတွေရဲ့အသက်တာမှာယေရှုခရစ်တော်ရဲ့သဘောတူညီချက်တစ်ခုတည်းသာဖြစ်စေပါကိုရိုနာသဘောတူညီချက်သာဖြစ်စေပါကိုရိုနာကတလုံးသွားတယ်ဖြစ်စေပါဒီလုံးလုံးသမာတရားပေါ်မှာအာရုံစိုက်တော်မူရဖြစ်စေပါကိုရိုချီတဲ့တော်မူရဖြစ်စေပါကိုရိုချီမနဲ့ကိုရိုကိုကိုွယ်ပါလေခရစ်ယာန်မှာကိုရိုချီတဲ့တော်ဘုန်းနဲ့တူကိုရိုရှင်ချီတဲ့တော်မူရဖြစ်စေပါဒီနေ့ဒီနေရာရဲ့ပြန်ပေါ်မဲ့သားပြီးရောက်စေတဲ့အသက်တာမှာကိုရောတကယ်အာရုံကောင်းပါတော်တော်လေးတော့စီခဲ့လို့အိုးမိုးစတဲ့စီလေဆိုတဲ့ကြောက်ရစ်ချက်ချင်းချင်းနဲ့ချင်းတင့်တယ်တော့အသီးဒီနေ့ပြန်လာရဖို့ပြုလို့ရှိပြီဆိုတော့ဒီခုပဲတော့မှဖြစ်တဲ့ခမီးတော်သားတော်ဝင်းတော်ဖျားတလုံးပွားဒီတော်ဖျားချင်ကလူချမ်းစီမမီတဲ့တော့ညီတဲ့ချင်းမမြောက်ရှိပေါ်ရှိခြင်းတူဖျားရှိခြင်းတော့ဘောချီးစတော်နဲ့ညီတဲ့ချင်းပေါင်းလို့ဒီဒီဘုသူကိုပဲရှိတာတော့ဒါလေးကြီးနေတော့ဘောဒီမှာဆိုင်ကာလာစင်းနေပြည့်စုံသွားကြောက်ရှိတယ်ပါဆိုတော့